ပါဖြစ်ပြများဖြစ်ပွားပြီးနှစ်ပေါင်း20ခန့်ရှိသောအချိန်တွင်ဖြစ်ပေတယ်။တနေ့သ၌ရန်ကုန်မြို့ကြီးမြင့်တိုင်ကမ်းနားဘက်ရှိနှစ်ထပ်ပြင်တော်အိမ်ကြီးတစ်လုံးပေါ်၌လူတစုသည်တစုံတစ်ယောက်ကိုစောင့်မျှော်နေကြသည့်ဟန်ပန်မျိုးဖြင့်ရှိနေကြပါသည်။ထိုအခါ၎င်းတို့အားလုံးမှာ9ယောက်တိတိရှိ၍ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူကြီးသည်ကျွန်းစပွဲကြီးနောက်ဘက်ရှိကလထိုင်ကုန်ကြီးတစ်လုံးပေါ်တွင်ထိုင်လျက်ရှိနေကလူမိုက်ပုံပေါက်နေသောကြံလူ4ယောက်သည်၎င်းနောက်မှလက်ပိုက်ကရက်လျက်ရှိကြပေသည်။ခေါင်းဆောင်လူကြီးသည်ကျွန်းစပွဲကြီးအားလက်ညှိုးဖြင့်တထောက်ထောက်ခောက်နေရင်းမှ၎င်း၏လူများအားဘလို့လဲကွာမင်းတို့လူပစ္စည်းတွေနဲ့လစ်မြသွားပြီလားမသိဘူး။ဟုဆိုလိုက်လေရာကြံလူ4ယောက်သည်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးတယောက်သောသူမှဒီကောင်ဒီလိုတော့မလုပ်တော့ပါဘူးဆရာကြီး။ကျွန်တော်တို့အဖွဲ့အကြောင်းလဲသူသိနေမှပဲလာတော့လာပါလိမ့်မယ်ဆရာကြီးခဏလောက်စောင့်ကြည့်ပါအောင်ဟုပြောလိုက်ပါတယ်ထိုအချိန်၌ပင်စောင့်ကြည့်ဖို့မလိုပါဘူးကျုပ်ရောက်လာပြီဟူသောအတန်နှင့်အတူလူတစ်ယောက်သည်အခန်းအတွင်းသို့ဝင်ရောက်လာပါတယ်ထိုလူသည်စစ်ကြောဖို့၏အလုံးကိုလွယ်ပိုးလာလျက်၎င်းတို့ရှိရာသို့တတောက်တောက်ရှောက်ဝင်လာပါတယ်၎င်းမှာလောင်းကုတ်အင်ကြီးအနက်ကြီးတစ်ထည်ကိုဝစ်ဆင်ထားလျက်အရက်အမောင်းလွန်စွာမှကောင်းပါတယ်အသားမှာကြီးနီရောင်ရှိပါတယ်။မျက်ခုံးမျက်လုံးနှာတန်းစသည်တို့မှာဆူးရှာထက်မြက်ဟန်ရှိပါတယ်။အသက်မှာမူအစိတ်ဝင်းကျင်မြလူရွယ်တဦးဖြစ်ကြောင်း၎င်း၏နုပြိုချောမောသောမျက်နှာကိုကြည့်၍သိသာပါတယ်။လူရွယ်က၎င်းလွယ်ပိုးလာသောကြိုးဘိုးအိတ်ကြီးကိုတပွဲခုံပေါ်ကြီးပေါ်သို့ဘုံကနေဖြစ်တင်ပေးလိုက်ပါတယ်။၎င်း၏ရဲတင်းလာသောအပြုမှုကြောင့်ခေါင်းဆောင်လူကြီး၏မျက်နှာမှညီညိုရောင်တန်းသွားပါတယ်။ထိုစဉ်လူရွယ်ကခေါင်းဆောင်ကြီးအားအဲ့ဒီမှာခမားတို့လိုချင်တဲ့ပစ္စည်းဟုတ်မဟုတ်တိတိကျကျကြည့်လိုက်အောင်ပြီးတော့စကားပြောရင်နောက်ဆိုစင်စင်ချင်းချင်းပြောပါမဟူရမိုးမောင်ဆိုတဲ့ကောင်ကခမားတို့ပစ္စည်းလောက်ကိုစားမဖွဲဘူးအဲ့ဒါခမားမင်းမှတ်ထားပါဟုပြောလိုက်လေရာခေါင်းဆောင်လူကြီး၏မျက်နှာမှာဒေါသကြောင့်တင်းမာသွားလျက်တဝဲပေါ်တင်ထားသောလက်များမှလည်းလက်သီးစုံများအဖြစ်ပြောင်းလဲသွားပါတယ်ထိုစဉ်ပင်၎င်း၏နောက်မှလူတစ်ယောက်ကမဟူရမိုးမောင်ဆိုသောလူရွယ်အားဒေါသဖြင့်ကြီးရှု၍ဟေ့ကောင်မင်းလဲစကားပြောရင်စီစဉ်ကြင်ကြင်ပြောအခုမင်းရောက်နေတာဘယ်နေရာလဲဆိုတာသိရလားတို့စီယာကြီးကိုဘာအောင်မေ့လို့လဲခုကျင်းဝါလိုက်လေရာမဟူရမိုးမောင်ကထိုလူအားမခိုးမခန့်ပြန်လဲကြီးရှု၍မဟူရမိုးမောင်ဆိုတဲ့ကောင်ကလည်းနေမရွေးဘူးဗျခမားတို့စီယာကြီးဆိုတာလေဘာကြီးဖြစ်ဖြစ်ကြုတ်ပြီးမဆိုင်ဘူး၎င်းဤစကားကြောင့်ကြံလူများပါဒေါသဖြစ်သွားကြလျက်ရှုရှုရှဲရှဲဖြစ်သွားကြပါတယ်ထိုခဏတွင်ပင်ဆရာကြီးဆိုသူက၎င်း၏သူများကိုလက်ကတားဆီးလိုက်ပြီးနေပါဦးကွာမင်းတို့လည်းကိုယ်စီလာတဲ့ဧည့်သည်ကိုဒီလိုမဆက်ဆံရဘူးလို့ငါဘယ်နှခါပြောထားရမလဲဒီကပုဂ္ဂိုလ်လေးကတော်တော်စိတ်ကြီးပုံရတယ်ဟင်းကဲကြော်ကြီးပစ္စည်းဟုတ်မဟုတ်စိတ်ကြည်စမ်းကွာဟုအမိဝေးလိုက်လေရာကြော်ကြီးဆိုသူကမဟူရမိုးမောင်အားမကြေမနှက်ဖြင့်တစ်ချက်ကြည့်၍စပွဲပေါ်မှကျိုးပုတ်အိတ်ကိုဆွဲယူကဖွင့်၍ကြည့်ရှုလိုက်ပါတယ်ထို့နောက်တွင်မှ၎င်း၏ဆရာကြီးအားတစ်ချက်ကြည့်၍ဦးခေါင်းကိုနှိပ်ပြလိုက်၍ဆရာကြီးဆိုသူကမဟူရမိုးမောင်အားပြုံးကြည့်လိုက်ပါတယ်ပစ္စည်းတွေကတော့ဟုတ်ပါပြီပိုင်ရှင်ကိုရောကျုပ်ပြောတဲ့အတိုင်းစိတ်ချရအောင်လုပ်ခဲ့ရလားဟုမေးလိုက်လေရာအဲ့ဒါကိုတော့ငရဲပြီးလိုက်ပြီးခမရသွားမေးကြည့်ပြီတော့မဟူရမိုးမောင်ဆိုတာမပိုင်ရင်ချင်းတောင်မရိုက်ဘူးအလုတ်မပြီးပြင်ပဲနဲ့လေသူများစီကပတ်ဆက်ကိုညာပြီးမယူတတ်ဘူးကဲကြားတယ်ဗျာဆရံပေးပြီးကျန်တဲ့ငွေတစ်ဝက်ကိုကျုပ်လိုချင်တယ်ဟုမဟာဝီယာမိုးမောင်ကပြောလိုက်ပါတယ်ထိုအခါဆရာကြီးဆိုသူကရုတ်တရက်ထွက်လာသောဒေါသကိုအပြုံးတူတစ်ခုဖြင့်ဖုံးကွယ်လိုက်ပြီးစပွဲအံဆွဲအတွင်းမှငွေဆက်ကူတစ်ထုပ်ကိုနှုတ်ယူကစပွဲပေါ်သို့တင်ပေးလိုက်ပါတယ်ထို့သို့တင်ပေးလိုက်ရင်မှဟင်းဒီလိုပေါ့လေကြားကြိုက်မခံဘူးသေးတော့လေကြားဘဲကြောက်တဲ့အောင်ပါမလဲဟု၍ပြောလိုက်ပါတယ်ဘဟူယာမိုးမောင်ကမူ၎င်းအားဘာမှမပြောတော့ပဲငွေတို့ကိုကောက်ယူလိုက်ကစူးရဲစွာတစ်ချက်ကြည့်ပြီးအခန်းတွင်မှခြာကနေလှည့်၍ထွက်ခွာသွားပါတယ်ထိုအခါဆရာကြီးဆိုသူက၎င်း၏လူများကိုခေါင်းတစ်ချက်ဆက်ကအချက်ပြလိုက်ပါတယ်၎င်းတို့၏ဆရာကြီးအချက်ပြလိုက်သည့်နှင့်လူ၄ယောက်ကလည်းထွက်ခွာသွားသောမဟူယာမိုးမောင်နောက်သို့တဟုန်ထိုးပြေးလိုက်ကတိုက်ခိုက်ကြပါတယ်မဟူယာမိုးမောင်ကလည်းထိုကဲ့သို့ဖြစ်လာမိကိုကြိုတင်တွက်ဆထားပြီးဖြစ်သည်နှင့်အညီလူ၄ယောက်အားလှဲ့ကြိုကပြန်လဲတိုက်ခိုက်ပါတယ်လူ၄ယောက်မှာအသက်ပုတ်ကျွမ်းကျင်သူများဖြစ်၍မဟူယာမိုးမောင်အားလေးဘက်လေးတန်မှညှက်ကတိုက်ခိုက်လေရာမဟူယာမိုးမောင်ကလည်းညှက်ပိုးညှက်ပိတ်မခံပဲအနီးဆုံးလူအားတိုက်ခိုက်ကဖောက်ထွက်ပါတယ်တရှိတွင်မူကြော်ကြီးဆိုသူလူမိုက်ကရှေ့မှလူကိုတိုက်ခိုက်နေသည့်
မဟူယာမိုးမောင်ဤခါးစစ်နေရာကိုနောက်မှအခွင့်ကောင်းယူကာခြေဆောင်ဖြင့်ကန်လိုက်ပါတယ်သူ့ရာ၌မဟူယာမိုးမောင်ကခါးကိုရုတ်တရက်နှွဲကာရှောင်တိန်လိုက်ရင်တစ်ဆက်တည်းကိုတပတ်လှဲ့ကဗိုက်ချေဖြင့်ကြော်ကြီးဤပချိတ်အားဖြောင်းကနေကန်ချလိုက်ပါတယ်ကြော်ကြီးမှာမဟူယာမိုးမောင်ဤပြင်းထန်၍အာဘာလွန်းလာသောဗိုက်ချေကန်ချက်ထိကတပတ်ကျွန်းလေ၍ပြစ်ကျသွားပါတယ်ထိုအခါမဟူယာမိုးမောင်သည်ကြော်ကြီးပြစ်ကျသွားသည်ကိုရုတ်တရက်ငေးကြည့်လိုက်မိတော့ညာဘက်မှလူဤအရှိတ်နေရာတက်တဲ့ကိုဖနှောက်ဖြင့်ခုံရိပ်ပေါက်လိုက်ကတစ်ဆက်တည်းရှေ့မှလူဤမေယိုကိုလည်းလက်သီးတစ်လုံးဖြင့်ပင့်၍ထိုးချလိုက်ပြန်ပါတယ်ထို့ကြောင့်လူနှစ်ယောက်မှလည်းအတန်တစ်ယောက်တစ်မျိုးစီဖြင့်အော်ကြီးကမြေပြင်ပေါ်သို့လဲကျသွားရပြန်ပါတယ်ထိုအခါမှကြံလူတစ်ယောက်သည်လျှက်တစ်ပြက်ဖြင့်မိမိ၏လူသုံးယောက်အားလှဲသိပ်လိုက်သောမဟူယာမိုးမောင်ကိုခမူးရှိုးတို့ဖြင့်ဝင်ရောက်တိုက်ခိုက်လိုက်ပြန်ပါတယ်ထိုသူကထိုးပါတယ်မဟူယာမိုးမောင်ကကားပါတယ်ထိုလူ၏ခြေထောက်ဖြင့်ဝိုက်၍ကန်ပါတယ်မဟူယာမိုးမောင်ကငုံ၍ရှောင်ပါတယ်ထိုကဲ့သို့ငုံရှောင်ရင်းမှထိုလူ၏ကြံရှိနေသောခြေတစ်ဖက်ကိုအောက်မှဖြတ်၍ကန်လိုက်ပါတယ်ထိုလူမှာအရင်မှအဖြတ်ခံလိုက်ရသောမပြောပင်ကဲ့သို့မြေပြင်၌ဘုံကနေပြုတ်ကျသွားရပါတယ်ထိုအခါမဟူယာမိုးမောင်ကထိုလူပြန်မထနိုင်မီပင်ရင်ဝနေရအားဖနှောက်ဖြင့်ပေါက်ချလိုက်ပြန်လေလျင်ထိုလူမှာအော်၍ပင်မအော်နိုင်တော့ပဲတတိလိမေမျောသွားရပါတယ်ထိုခဏ၌ပင်လျင်မဟူယာမိုးမောင်၏နောက်စီနေရအားအေးဆက်မာကျော်သောတနက်ပြောင်းဝတစ်ခုသည်ထောက်လာပါတယ်ထိုမှဟင်းထိုက်ရီခိုက်ရီကတော့လာကြည့်ပါလားကွာကဲမင်းလက်နှစ်ဖက်ကိုမြောက်ဟူသောအတန်မဆုံးမီပင်မဟူယာမိုးမောင်သည်စက္ကနဲလှဲ့၍တနက်ကိုင်လက်ကိုလိန်ချိုးကတနက်ကိုလူယူလိုက်ပါတယ်မျက်တောင်တစ်ခတ်အတွင်းတနက်သည်မဟူယာမိုးမောင်လက်အတွင်းသို့ပါသွားပါတယ်ထိုအခါမှမဟူယာမိုးမောင်သည်ထိတ်လန့်ကြောင်အန်းနေသောဆရာကြီးဆိုသူ၏နှလုံးသားနေရာတက်တဲ့ကိုတနက်ဖြင့်အနိကတေကချိန်ရွယ်လိုက်ပြီးလျင်မဟူယာမိုးမောင်ကိုဒီလိုလာမဆန်းတဲ့ပင့်ကူကြီးမရဘူးကဲခမားကစပြီးတစ္ဆာဖောက်ခဲ့တာဆိုတော့ကျုပ်လည်းမတက်နိုင်တော့ဘူးဟုပြောကတနက်မောင်းကို6ခနဲတင်းလိုက်ပါတယ်ထိုအခါဆရာကြီးဆိုသူပင့်ကူနဲ့လူစိုးခိုင်းကောင်းဆောင်ကြီးမှာထိတ်လန့်တုန်လှုပ်စွာဖြင့်မဟူယာမိုးမောင်အားတောင်းပန်ရန်ကြိုးစားလိုက်ပါတယ်တို့ရာ၌၎င်းပါဇက်မှအတန်မထွက်လာနိုင်မီပင်မဟူယာမိုးမောင်၏လက်မှတနက်မောင်းခလုတ်အားဆွဲညင်ပြီးဖြစ်လေရာဒိုင်းဟူသောတနက်တန်နှင့်အတူနောက်ပြန်လန်ကြကအသက်ထွက်သွားရပါတယ်ထိုအခါမှမဟူယာမိုးမောင်သည်ပင့်ကူကြီးအလောင်းအားခြေနှက်စွာတစ်ချက်ကြည့်၍ရင်ဘတ်တန်ရာမှတွေးများကိုလက်ညှိုးတစ်ချောင်းဖြင့်တို့ယူကာနှစ်ဖူးပေါ်၌မအခရာတစ်ခုကိုရေးလိုက်ပါတယ်ထို့နောက်တွင်မှမဟူယာမိုးမောင်သည်ပင့်ကူကြီးအလောင်း၏အိတ်ကက်များအတွင်၌ကရှာဖွေ၍တော်တွဲတစ်ခုကိုနှုတ်ယူလိုက်ပါတယ်ပြီးလျင်အခန်းလေရှိဗီရိုကြီးစီသို့လျှောက်သွားကဗီရိုတော့ကိုဖွင့်၍အထဲမှငွေစက်ကူတုံများကိုထုတ်၍မတက်နိုင်ဘူးပင့်ကူကြီးရဲ့ခမားကကျုပ်ကိုစပြီးညစ်ပတ်ခဲ့တာဆိုတော့ကျုပ်ကလည်းခမားပစ္စည်းတွေကိုအစီအစဉ်မရှိပဲယူရအောင်တော့မယ်ဟဲစိတ်မကောင်းဘူးဗျာဟုတ်ပြောဆိုရေရွတ်လျက်သဘောကျစွာအဘတရဲ့ရေမောလိုက်ပါတယ်တနေ့တနိုင်တောင်ပေါ်မြို့လေးတစ်မြို့အနီးရှိယာကင်းတစ်ခုကြား၌တနက်တန်ရာကြီးတစ်ခုဖြင့်လူတစ်ယောက်သည်လဲကြကာတတိမြင်မျောလျက်ရှိပါတယ်၎င်းအားပေါတူးလက်လက်ဖြင့်ယာကင်းအတွင်ဆင်းလာသောယာကင်းရှင်တွေ့လျင်အံ့ဩထိတ်လန့်စွာဖြင့်စမ်းသပ်ကြည့်ရှု၍ဒဏ်ရာကြီးနေပါလားတေတော့မသေးသေးဘူးဟုပြောဆိုရေရွတ်ကမနိုင်တနိုင်ဖြင့်ပွေယူ၍ယာကင်းအတွင်းရှိတဲအိမ်ကလေးအတွင်းသို့ခေါ်ဆောင်သွားပါတယ်ယာကင်းရှင်လူကြီးမှာအသက်50ဝန်းကျင်ခန့်ရှိရှမ်းဗမာဆက်အမျိုးသားကြီးတဦးဖြစ်ကနာမည်မှာဦးဆိုင်လုံးဟု၍ဖြစ်ပါတယ်ဦးဆိုင်လုံးသည်ဒဏ်ရာနှင့်တတိမေမျောနေသောသူအားခေါင်းရင်းခန်းရှိအိယာထက်တွင်ညင်သာစွာချကာဆောင်းတထဲဖြင့်လွှမ်းခြုံပေးခဲ့ပြီးစီးစရာတအုပ်အားပြည့်၍ခေါ်ပါတယ်စီးစရာရောက်လာလျင်ဒဏ်ရာနှင့်တတိမေမျောနေသူအားစမ်းသက်ကြည့်ရှုစစ်ဆေး၍လက်မောင်းမှဒဏ်ရာအားရင်နှွေးဖြင့်စီးကြောကာဆေးထည့်ခြင်းဒဏ်ရာရှိန်ဖြင့်ဖျားတက်၍တတိမေမျောနေသောလူနာအားစိတ်တစ်ခွက်တိုက်ခြင်းအစရှိသည်များကိုပြုလုပ်ပါတယ်ပြီးလျင်ဦးဆိုင်လုံးအားရှမ်းတန်ဝဲသောလေးတန်ဖြင့်မကြခင်သူတတိယလာပါလိမ့်မယ်အဲ့ဒီအခါကျရင်စံပြုတ်ပူပူတစ်ခွက်လောက်နဲ့စိတ်တစ်ခွက်စာထပ်ပြီးတိုက်ပါအနာရှိန်တက်တာပြီးနေသာထိုင်သာရှိသွားပါလိမ့်မယ်ဟုပြောက၎င်း၏ရှမ်းလွယ်အိတ်ကြီးအတွင်မှတိုင်ရန်ဆေးတုပ်များကိုဦးဆိုင်လုံးအားပေးပါတယ်ထို့နောက်ဆေးစရာကဦးဆိုင်လုံးနှင့်အတန်းကြအောင်စကားများပြောဆိုလျက်နောက်ဖိုးမိဖို့တွင်သို့ဝင်ကမိမွေပါတယ်ပြီးလျင်မြေအိုးတစ်လုံးအတွင်ဆန်အနှဲငယ်ကိုထည့်ကာဆန်ပြုတ်ကျူပါတယ်ဆန်ပြုတ်ကျက်သောအခါ
ကြက်ခိုးစင်ပေါ်တွင်တစိုးဖြင့်တီးထားသောအသားကြောင်များကိုမိဖို့အတွင်ထဲကဖုတ်ပြန်ပါတယ်။မကြာမီမိဖို့အတွင်မှအသားကြောင်များမှာတွန့်လင်းကောက်ကွေး၍အစီများတရှေ့ရှေ့ထွက်လာကဝှေ့ကြိုင်လာပါတယ်။ထိုအခါအသားကြောင်များကိုမိဖို့အတွင်မှထုတ်ယူကငရုတ်စုံတစ်ခုနှုတ်ခမ်းတွင်တင်ကာငရုတ်ကြည်ပွေးဖြင့်ထူပါတယ်။ထိုအချိန်၌ပင်လျင်ခေါင်းရင်းခမ်းမှလူနာသည်လူးလွန်လျက်တတိယလာပါတယ်။၎င်းသည်တတိယလာသည်နှင့်မိမိရောက်နေသည့်ပတ်ဝန်းကျင်ကိုသူ့ကြောင့်စွာအကဲခတ်ကြည့်ရှု၍ရုတ်တရက်လူးလဲကထားလိုက်ပါတယ်။ထို့သို့ထားရင်းမှလေ၎င်း၏လက်သည်ခါးကြားမှတစုံတရာကိုစမ်းသပ်ကာမျက်လုံးပြူမျက်စံပြူဖြစ်၍သွားပါတယ်။ထိုအခိုက်တွင်ပင်နောက်ဖေးမိဖို့ကန်းထဲမှဦးဆိုင်လုံးသည်ထွက်လာလျက်မောင်ရင်တနက်ကိုကျုပ်သိမ်းထားပါတယ်။ဒီနေရာမှာမောင်ရင်ကိုအန္တရာယ်ပြုမဲ့သူဘယ်သူမှမရှိပါဘူး။ဒဏ်ရာကြီးနဲ့တသက်ပြန်လှဲနေပါမောင်ရင်ရဲ့ဟုပြောလိုက်ပါတယ်။ထိုအခါလူနာသည်ဦးဆိုင်လုံးအားမယုံကြည်သောမျက်လုံးများဖြင့်ကြည့်ရှု၍ခမည်းဘသူလဲကျုပ်ဘယ်နေရာကိုရောက်နေတာလဲဟုမေးလိုက်လျာကျုပ်ကမောင်ရင်ကိုကယ်ထားတဲ့လူပေါ့အခုမောင်ရင်ရောက်နေတာကျုပ်အင်ပဲမောင်ရင်ကြည့်ရတာခုထက်ထိကြောက်လန့်မှုတွေမပြေသေးဘူးနဲ့တူတယ်ကဲပါမောင်ရင်ရဲ့ကျုပ်ကိုယုံပါဒီနေရာမှာမောင်ရင်အတွက်ဘလို့အန္တရာယ်မျိုးမှမရှိတော့ပါဘူးဟုဦးဆိုင်လုံးကပြောလိုက်ပါတယ်ထိုအခါလူနာသည်ဦးဆိုင်လုံး၏ရုပ်ရည်နှင့်လေတံအမူအရာကိုအကဲခတ်ကြည့်ရှုကာယုံကြည်သွားဟန်ဖြင့်ကျုပ်ကိုအခုလိုကူညီထားတာကျေးဇူးပါပဲဗျာလောကကြီးမှာခမားလိုလူမျိုးတွေလည်းရှိသေးတာပဲနော်ခုရေရွတ်တဲ့ကဲ့သို့ပြောဆိုရင်းမျက်နှာရှုံ့မဲ့သွားပါတယ်မောင်ရင်လက်မောင်းကတန်ရန်ကမတက်တာသေးဘူးပြန်လှည့်နေလိုက်ပါမောင်ရင်ဟုဦးဆိုင်လုံကပြောပါတယ်သူအခါလူနာကလည်းမိမိလက်မောင်းမှပတ်တိစီးပေးထားသောတန်ရာကိုတတိပြုမိသွားလျက်ဦးဆိုင်လုံကကျေးဇူးတင်သောမျက်လုံးများဖြင့်ကြည့်ရှုကာအိယာပေါ်သို့ဖြင်းညင်းစွာပြန်လှည့်လိုက်ပါတယ်ဦးဆိုင်လုံကပြုံး၍ဒီဘိုနောက်ဖေးသို့ပြန်ဝင်သွားပါတယ်ထို့နောက်ပြန်ထွက်လာသောအခါအငွေ့တထောင်ထောင်ထနေသောစံပြုတ်ပကံတစ်လုံးကိုမယူလာလျက်လဲလျောင်းနေသောလူနာအားကဲမောင်ရင်စံပြုတ်ပူပူလေးတောက်လိုက်အောင်ဟုပြောဆိုကာလူနာအားကျင်းနာစွာပွေ့ထူ၍စံပြုတ်တိုက်လိုက်ပါတယ်စားလောင်နေဟန်ရှိသောလူနာသည်လည်းစံပြုတ်ကိုအငမ်းမရတောက်ပါတယ်ခဏအကြာ၌ပင်လျင်စံပြုတ်တပကံလုံးမှာတက်ပြောင်းသွားပါတယ်သူကဦးဆိုင်လုံမှလူနာအားသေးစရာမှာခဲ့သည့်စီးတထုပ်ကိုတိုက်၍ကဲမောင်ရင်အားရှိအောင်အိတ်လိုက်အောင်အကြာခင်တက်တာသွားမှာပါဟုပြောဆိုအားပေးကလူနာ၏ကိုယ်ပေါ်သို့ဆောင်းတစ်ထဲကိုလွှမ်းခြုံပေးလိုက်ပါတယ်။ညမကြမီလူနာမှလည်းဗိုက်ပြစ်သောအရှိန်ဆေးအရှိန်ဖြင့်နှိမ့်ချိုက်စွာအိမ်မောကျသွားပါတယ်။ထိုအခါဦးဆိုင်လုံးသည်နှိမ့်ချိုက်စွာအိမ်မောကျနေသောလူနာကိုကြည့်ရှုကာရုပ်ရည်လေးကြည့်ရတာသနာကဘာနဲ့အသက်ကလေးကလည်းဘာမှရှိမှမဟုတ်သေးဘူး။ဒီအသက်အရွယ်ဒီရုပ်ရည်လေးနဲ့မမျှအောင်မင်းဟာဘလို့လူမျိုးတစ်ယောက်ဖြစ်နေတယ်လေကောင်းလေးရဲ့ဒုက္ခဟူ၍ငင်းညူလျက်တဲအိမ်လေးတကားကိုပိတ်ခဲ့ကရာခင်းဘက်သို့ထွက်ခွာသွားလိပါတယ်။နောက်တရက်သို့ရောက်လေလျင်လူနာမှလက်မောင်းမှဒဏ်ရာအတော်အတန်တက်တာ၍အနှဲငယ်လန်းဆန်းရှိသွားပြီဖြစ်ပါတယ်။ထိုအခါမှဦးဆိုင်လုံးကလူနာအားမောင်ရင်နာမည်ဘလို့ခေါ်လဲကွာမင်းကြည့်ရတာအမောင်လောကလူတစ်ယောက်ပဲဖြစ်လိမ့်မယ်ထင်တယ်ဟုမေးမြန်းလိုက်လျာလူနာကပြုံး၍ဟုတ်ပါတယ်ဦးလေးတွေ့တာမမှားပါဘူးကျုပ်ကလူဆိုးတစ်ယောက်ပါနာမည်ကမဟူရမိုးမောင်လို့ခေါ်ပါတယ်ဘလို့လဲဦးလေးကျွန်တော်အကြောင်းသိလို့ပလိတ်ဘက်ကိုသတင်းပေးဖို့စဉ်းစားနေပြီလားဟု၍ပြန်မေးလိုက်ပါတယ်ထိုအခါဦးဆိုင်လုံးကထူးဆန်းသောအပြုံးတစ်ခုကိုပြုံး၍ဩမင်းကမဟူရမိုးမောင်ဆိုတဲ့လူကိုငါကမဟူရမိုးမောင်ဆိုတာအသက်40အရွယ်လောက်အယုတ်ဆိုးဆိုးကြမ်းကြမ်းတမ်းတမ်းလူဆိုးကြီးတစ်ယောက်လို့ထင်နေတာပလိတ်ကိုသတင်းပေးဖို့ဆိုတာတော့မစဉ်းစားပါဘူးကွာဒီရွာလေးမှာလည်းဘယ်ပလိတ်မှမရှိပါဘူးဒါနဲ့နေပါဦးငါကြားတာမင်းဟာကျေးသားလူသက်သမားတယောက်ဆိုကွာလူသက်သမားဆိုတာတောင်ဒူးစရိုက်လူဆိုးဂိုင်းတွေကတောင်ဖိတ်တုံအောင်ကြောက်ရွံ့ကြတဲ့လူဆိုးတယောက်ဆိုကွာအခုဘလို့ဖြစ်ပြီးတနက်တန်ရာကြီးနဲ့ဒီကိုရောက်လာရတာတော့ဥ၍မေးမြန်းလိုက်ပြန်လျာဟုတ်ပါတယ်ကျုပ်ကိုလူဆိုးဂိုင်းတွေအကုန်လုံးကကြောက်ရွံ့ကြပါတယ်သူတို့ညွန့်လောက်အောင်လဲကျုပ်ကမိုက်တာကိုဗျအခုလဲလူဆိုးဂိုင်းတကိုင်းကကောင်းတွေနဲ့ကျုပ်တိုက်ပွဲဖြစ်ပြီးဒဏ်ရာရလာခဲ့တာပဲဒီကောင်တွေကလည်းကျုပ်ကိုအသေးအံလိုက်ပြီးတက်ကြတာနောက်ဆုံးကျုပ်လက်မောင်းကိုတနတ်မှန်ပြီးတောင်ကျချောင်းတစ်ခုတည်းကိုပြုတ်ကျသွားခဲ့ရတယ်အဲ့ဒီချောင်းအတိုင်းမျောပါရင်းနဲ့ကျုပ်ဒီကိုရောက်လာခဲ့တာပါဒါပေမဲ့ကမ်းပေါ်တက်ပြီးဦးလေးရာကင်းကိုအဖြက်တတိလစ်သွားတော့တာပဲကံကောင်းလို့ဦးလေးလိုလူမျိုးနဲ့လာတွေ့ပြီးအခုလိုကျုပ်အသက်ဆက်ပြီးရှင်နေရတာပေါ့ဗျာခုမဟူရမိုးမောင်ကပြောပြလိုက်ပါတယ်၎င်း၏စကားဆုံးလျင်ဦးဆိုင်လုံးကသဘောကျစွာဟဟပပရဲမောပါတယ်သူဖြစ်ရာမဟူရမိုးမောင်က
ဘာရေတာလဲဗျဟုအံ့ဩစွာမေးလိုက်လျင်မင်းအဖြစ်ကရေစရာကောင်းလို့ပါကွာသူများအသက်တွေကြတော့တက်ချင်တယ်လို့တက်ပြီးကို့အသက်လေးကိုကြတော့တေမာကြောက်လို့ထွက်ပြေးခဲ့ရတာဟာဘလောက်များရေစရာကောင်းလောက်တယ်လဲဟုဦးဆိုင်လုံကပြောပါတယ်ဒါကတော့ဦးလေးရသူများအသက်တွေဘလောက်တက်ကို့အသက်ကိုတော့တေမာကြောက်ကြတဲ့လူတွေကြီးပဲလေဒါကရေစရာမှမဟုတ်တာပြီးတော့ကျုပ်ဘဝကလည်းသူများအသက်တွေကိုတက်ချင်လို့တက်နေရတာမဟုတ်ပါဘူးခု၍မဟူရမူးမောင်ကပြောပါတယ်ဘလို့ကွာသူများအသက်တွေကိုတက်ချင်လို့တက်နေတာမဟုတ်ဘူးဟုတ်လားမင်းစကားကစမ်းပါလားကွာဒါဖြင့်ဘာကြောင့်တက်ရတာတော့ခုဦးဆိုင်လုံးကမေးလိုက်ရာမဟူရမူးမောင်ကတက်ပြင်းတစ်ချက်ကိုလေးတွဲစွာချ၍ဒါတွေအကုန်လုံးပြောပြရရင်မိုးလင်းသွားလိမ့်မယ်ဦးလေးရဲ့ကျုပ်ဘဝရဲ့အခြေအနေအရမတက်မဖြစ်လို့တက်နေရတာလို့ပဲပြောပြရစီဗျတကယ်တမ်းလေကျုပ်ဘဝကိုကမတက်ရင်သူများကတက်မဲ့ဘဝပဲတခါကြတော့လေအဲ့ဒါကြီးကိုတွေးမိတိုင်းလောကကြီးကိုကျုပ်စိတ်နာမိတယ်ဘာလို့များကံကြမ္မာဆိုတာကြီးကကျုပ်ကိုဒီလိုဘဝမျိုးနဲ့လောကကြီးတဲ့ကိုပို့လိုက်တယ်လေမသိပါဘူးဗျာခု၍ပြောလိုက်ပါတယ်မဟူရမိုးမောင်ဤခံစားချက်အပြည့်ဖြင့်ပြောလိုက်သောလေတံကြောင့်ဦးဆိုင်လုံးမှအံ့ဩသွားတဲ့ကဲ့သို့ရှိပါတယ်ထို့နောက်တွင်မှမဟူရမိုးမောင်၏မျက်နှာကိုကြည့်ရှု၍ကျုပ်ထင်တာမမှားဘူးဆိုရင်မောင်ရင်မှရင်နာစရာဇလန်းတစ်ခုခုရှိခဲ့ဘူးတယ်နဲ့တူတယ်ဟုဆိုလိုက်လေရာမဟူရမိုးမောင်ကခက်မက်မဲ့တစ်ချက်ပြုံးလိုက်ပါတယ်ထားလိုက်ပါတော့ဗျာလူတိုင်းမှာဘဝဇက်ကြောင့်အခန့်လေးတွေရှိရသမြဲပါအခုလောလောဆယ်တော့ကျုပ်အသက်ကိုကယ်ထားတဲ့ဦးလေးရဲ့ကျေးဇူးကိုကျုပ်မမေ့ပါဘူးဒီနေ့မှဦးလေးကျေးဇူးကိုကျုပ်ပြန်ဆက်ပါမယ်ဟုပြောလိုက်ပါတယ်ထိုအခါဦးဆိုင်လုံကမလိုပါဘူးကွာငါမင်းကိုကယ်ဆယ်ခဲ့တာဒုက္ခရောက်နေတဲ့လူတစ်ယောက်ကိုလူသားချင်းစာနာတဲ့စိတ်တစ်ခုတည်းနဲ့ကယ်ဆယ်ခဲ့တာပါကွာဒီနေရာမှာမင်းမဟုတ်ပဲအခြားတစ်ယောက်ဆိုရင်လေငါဒီလိုပဲကယ်ဆယ်အောင်ပါပဲဒါကကျေးဇူးတင်စရာမဟုတ်ပါဘူးကွာတကယ်ဆိုမင်းကိုတော့ငါကကျေးဇူးပြန်တင်ရအောင်ပါပါခုပြောလိုက်လေရာမဟူရမိုးမောင်ကအံ့ဩနားမလည်နိုင်တယ်လို့ဖြစ်သွားပါတယ်ဘလို့ဦးလေးဘာကြောင့်ကျုပ်ကိုဦးလေးကကျေးဇူးပြန်တင်ရမှာလဲဟုမေးလိုက်မိပါတယ်ထိုအခါဦးဆိုင်လုံကထူးဆန်းစွာပြုံးရင်ဘာကြောင့်လဲဆိုရင်ငါကမဟူရမိုးမောင်ဆိုတဲ့မင်းလိုလူတစ်ယောက်နဲ့မိတ်ဆွေဖြစ်ချင်နေတဲ့လူတစ်ယောက်ဖြစ်နေလို့ပေါ့ကွာဟုပြော၍ရုတ်တရက်ခေါင်းတွင်ပတ်ထားသောတပတ်ကြီးနှင့်မျက်နှာမှအတုပပစ္စည်းများကိုချွတ်ချလိုက်လျာအသက်40ခန့်အရွယ်မျက်လုံးပြူပြူအသားညိုညိုလူတစ်ယောက်၏မျက်နှာတစ်ခုသည်ထူးဆန်းစွာပေါ်ထွက်လာပါတယ်ထိုအခါမဟူရမိုးမောင်မှလည်းလွန်စွာမှအံ့ဩသွားလျက်ခမည်းဘာတူလဲဟုမေးမြန်းလိုက်လျာထိုသူကငါနာမည်တိုက်စုလို့ခေါ်တဲ့မဟူရမိုးမောင်အရင်ဆုံးပြောရရင်မင်းတည်ပြီးသားဖြစ်တဲ့ကြောင်နဲ့ဂိုင်းရဲ့ဂိုင်းကောင်းဆောင်ဆိုပါတော့ငါတို့ဂိုင်းနဲ့မင်းဟာအခုချိန်ထိဘာမှပြဿနာမရှိခဲ့ဘူးသေးတာတော့မင်းသိဆုံးပါဒါပေမဲ့ကြီးစားလူသက်သမားဖြစ်နေတဲ့မင်းအနေနဲ့တစ်ချိန်မှာငါဟာမင်းရဲ့ပြစ်မှတ်တစ်ခုဖြစ်ချင်တယ်ဖြစ်သွားနိုင်တယ်ဆိုတာမျိုးကိုတော့ငါသဘောပေါက်နေတယ်တကယ်တမ်းပြောရရင်ငါဟာမင်းလိုလူမျိုးနဲ့ပြဿနာမဖြစ်ချင်ဘူးဖြစ်နိုင်ရင်မိတ်ဆွေပဲဖွဲ့ချင်တာအဲ့ဒါဘာဖြစ်လို့လဲလို့မေးရင်လေအဖြေကရှင်းရှင်းလေးပဲငါကမင်းနဲ့ရန်သူဖြစ်ရမှာကိုဘလို့လားဆုံးဖြစ်နေလို့ပဲဟုတ်တယ်မဟူရမိုးမောင်အခုအချိန်မှာငါ့အတွက်အလွန်အင်မတန်မှအရေးကြီးတဲ့ကိစ္စကြီးတစ်ခုရှိတယ်အဲ့ဒီကိစ္စကြီးကိုအောင်မြင်အောင်ဆောင်ရွက်နိုင်မယ်ဆိုရင်ကမ္ဘာပေါ်မှာအချမ်းသာဆုံးလူတစ်ယောက်ဖြစ်သွားနိုင်တယ်အဲ့ဒီကိစ္စကြီးကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့အတွက်လေငါ့အတွက်လူတစ်ယောက်လိုနေတယ်အဲ့ဒီလူဟာငါအမြင်မှာတော့မင်းကလွဲပြီးဘယ်သူမှမရှိတော့ဘူးအဲ့တော့မင်းနဲ့ငါဟာရန်သူဖြစ်လို့လုံးဝမဖြစ်ဘူးအခုတော့မမျော်လင့်ဘဲနဲ့မင်းနဲ့ငါဟာငါတောင်းတမျှော်လင့်ထားခဲ့တယ်လို့မိတ်ဆွေတွေဖြစ်သွားခဲ့ကြပြီငါသိပ်ပြီးဝမ်းသာတယ်မဟူရမိုးမောင်အမှန်တိုင်းဝန်ခံရရင်လေမင်းကိုငါကဲခဲ့တုန်းကငါဟာမင်းမှန်လုံးဝမသိခဲ့ဘူးမဟူရမိုးမောင်ဆိုတဲ့မင်းကိုလေလူတိုင်းမှမမြင်ဘူးကြတာပဲခုပြောဆိုလိုက်လျင်မဟူရမိုးမောင်ကလည်းအံ့ဩစွာနားထောင်နေရင်မှဒါပေမဲ့ကြောင်နဲ့ဂိုင်းကဘလို့ဖြစ်ပြီးဒီနေရာမှာဒီလိုပုံစံမျိုးနဲ့ရောက်နေရတာလေဟုရုတ်တရက်ပြန်မေးလိုက်ပါတယ်ထိုအခါကြောင်နဲ့ဂိုင်းကောင်းဆောင်ကိုတိုက်စိုးကဒါလေးအမှန်တိုင်းဝန်ခံရရင်မင်းဒီနယ်ဘက်ရောက်နေတယ်ဆိုတဲ့သတင်းကြားလို့အခုလိုရုပ်ဖြက်ပြီးရောက်နေရတာပဲဒီနယ်ဟာငါရဲ့နယ်လီကွာငါရည်ရွယ်တာကတကယ်လို့မင်းနဲ့ငါတွေ့ရင်တနည်းနည်းနဲ့မိတ်ဆွေဖြစ်အောင်မိတ်ဖွဲ့မဲဆိုပါတော့ကွာအခုလဲငါရည်ရွယ်ချက်တွေဟာမမျော်လင့်ဘဲနဲ့လိုအပ်တာထက်တောင်ပြေဝသွားပါပေါ့လားမဟူရမိုးမောင်ရဲ့ခုပြောဆိုကအာမတရရဲမောလိုက်ပါတယ်ထိုအခါမဟူရမိုးမောင်ကနေစမ်းမအောင်ကြောင်နေကြီးရဲ့ခမားကကျုပ်ကလွဲပြီးခမားကိစ္စကိုဆောင်ရွက်ပေးနိုင်မယ်လို့မရှိတော့ဘူးဆိုတော့ခမားကိစ္စကဘာကိစ္စကြီးမို့လို့လဲပြီးတော့ကျုပ်ကရောခမားလူချင်းတဲ့ပုံစံအတိုင်းဆောင်ရွက်ပေးနိုင်ပါမလားဟုမေးမြန်းလိုက်လျာကြောင်နဲ့ဂိုင်းကောင်းဆောင်ကိုတိုက်စိုးက
တဘောကျစွာရေမော၍ဘာလို့မဆောင်ရွက်ပေးနိုင်ရမှာလဲမဟူရမိုးမောင်ရမင်းအနေနဲ့ဆိုရင်ပင်ကိုကြီးတို့ကြားကြီးတို့ငကားကြီးတို့လိုလူဆိုးကိုင်းကောင်းဆောင်ကြီးတွေကိုတက်ခဲ့ရတဲ့လောက်တောင်မခက်လာပါဘူးမင်းနဲ့ငါအတူပူပေါင်းပြီးအချိန်နည်းနည်းလောက်ယူပြီးလှုပ်ရှားလိုက်ကြမယ်ဆိုရင်တာရိန်သာနတ်ဘီကတကြားမင်းရဲ့ဝရစိန်လက်နံတောင်ရအောင်ယူနိုင်တယ်လို့ငါပြောရတဲ့ကဲအခုလောလောဆယ်တော့မင်းလက်ကဒဏ်ရာပြောက်တဲ့အထိဒီမှာပဲအေးအေးဆေးဆေးအနားယူလိုက်အောင်ပြီးမှဖြည်းဖြည်းချင်းတို့လှုပ်ရှားရမယ်အစီအစဉ်တွေကိုပြောပြမယ်ငါတို့အစီအစဉ်သာအောင်မြင်လို့ကတော့ဟုဆိုကလက်ဖြောက်တစ်ချက်ကိုဖြောက်ကနေတီးလိုက်ပြီးမှဒီမှာမဟူရမိုးမောင်မင်းနဲ့ငါနဲ့လောက်ချမ်းသာတဲ့လူဒီကဘာပေါ်မှာမရှိတော့ဘူးဆိုတာမှတ်ထားလိုက်ပြီတော့ဟုဆက်လက်ပြောဆိုကအာဘာတရရဲမောလိုက်ပါတော့တယ်အထက်ပါဖြစ်ပြများဖြစ်ပွားပြီးတနေ့ခန့်ရှိသောအချိန်တွင်ဖြစ်ပါတယ်တညတ၌အုတ်ထုအနက်လောင်ကိုအင်ကြီးအနက်ရှိကြီးကိုဝစ်ဆင်ထားသောလူထွားကြီးတစ်ယောက်သည်အေးယာမခွေးမဲကြီးတစ်ကောင်အားကင်ဆွဲလျက်လူသူပြက်လက်လှသောခြံဝင်းကျယ်ကြီးတစ်ခုအတွင်းသို့ဝင်ရောက်သွားပါတယ်၎င်းဝင်ရောက်သွားသောခြံဝင်းကျယ်ကြီးမှာစစ်စစ်အားဖြင့်တရုတ်တင်းချိုင်းဝင်းကြီးတစ်ခုပင်ဖြစ်ပေရာများမကြာမီအချိန်တွင်ပင်အုတ်ဂူဖြူကြီးတစ်လုံးအကွယ်မှလူတစ်ယောက်ထွက်လာပါလေရောက်လာပြီလားမဟူရမိုးမောင်ဟုခွေးမဲကြီးနှင့်လူအားနှုတ်ဆက်လိုက်ပါတယ်ထိုအခါခွေးမဲကြီးနှင့်မဟူရမိုးမောင်ကလည်းထိုလူအားကျောင်းနယ်ကြီးကတွေ့ကျင်တယ်ဆိုတော့လေလာခဲ့ရတာပေါ့ကျောင်းနယ်ကြီးရဲ့ဒါနဲ့ကျုပ်ကိုအရေးတကြီးချိန်လိုက်ပုံထောက်တော့သတင်းတစ်ခုခုထူးပင်နဲ့တူရဲဟုပြန်၍ပြောလိုက်ပါတယ်သိဟုတ်တာပေါ့မဟူရမိုးမောင်ရအခုအချိန်မှာမင်းရဲ့ထူးခြားပြောင်မြောက်မှုတွေကြောင့်ပလိတ်ဘက်ကလူတွေဘလူးချောင်းတရေချောင်းချောင်းနေကြတဲ့ကြားတွေကအခုလိုခေါ်တွေးလိုက်ရတယ်ဆိုမှဖြင့်ထူးပြီပေါ့မောင်ရအခုငါသတင်းအတိအကျရထားပြီးပြီတို့လူချင်းတဲ့ပစ္စည်းဟာတထေးကြီးဦးကျော်စန္ဒာဆိုတဲ့လူကြီးတယောက်စီမှာရှိနေတာသိကြသွားပြီဒီတော့မင်းအခုချိန်ကစပြီးပြစ်မှတ်ကိုတထေးကြီးဦးကျော်စန္ဒာစီကိုရွှေ့ရလိမ့်မယ်ခုကျောင်းနဲ့ဂိုင်းကောင်းဆောင်ဦးတိုင်စုကပြောလိုက်ပါတယ်ထိုအခါမဟူရမိုးမောင်ကဒီတခါတော့ခမရတဲ့တေးကြပါစေလို့ဆူတောင်းရတော့မှာပဲကျောင်းနဲ့ကြီးကောင်းပြီလေအခုခမရပြောတဲ့တထေးကြီးဦးကျော်စန္ဒာဆိုတဲ့လူကြီးကဗမာနေတာလေခုမေးလိုက်လေရာဦးတိုင်စုကမဟူရမိုးမောင်ထံသို့အိတ်အနက်တစ်လုံးကိုလှမ်းပေးပြီးနောက်ဒီအထဲမှာတထေးကြီးဦးကျော်စန္ဒာရဲ့အချက်လက်တွေအကုန်ပါတယ်မဟူရမိုးမောင်မင်းအနေနဲ့လုပ်ရမယ့်အတိုင်းတာကိုတော့အဲ့ဒီအထဲမှာဖော်ပြပေးထားတယ်ဒီတခါတော့တို့ရည်ရွယ်ချက်တွေအကုန်လုံးအောင်မြင်တော့မှာပါကွာကဲအခုအချိန်မှာအရာရာဟာတိတ်ပြီးစိတ်မချရဘူးကိုရောင်ဖြောက်ကြစို့ကွာခုပြောဆိုကအုတ်ကိုကြီးကြားရှိအမောင်ရိပ်အတွင်တိုးဝင်ကပျောက်ွယ်သွားပါတယ်သူအခါလူစိုးကြီးမိုးမောင်မှလည်းဦးတိုင်စုပေးခဲ့သောအိတ်အနက်လေးကိုပြုံးကတစ်ချက်ကြည့်၍၎င်း၏ခွေးကြီးအားကဲမဲကြီးကြောင်နဲ့ကြီးကတော့ကိုရောင်ဖြောက်သွားပြီမင်းနဲ့ငါနဲ့ပဲကြမ်းတော့တယ်ခုပြောဆိုကခွေးမဲကြီးနှင့်အတူအမောင်ရိပ်အတွင်းသို့တိုးဝင်ကပျောက်ွယ်သွားပြန်ပါတယ်အထက်ပါအဖြစ်ပြအကြောင်းအရာများအားလုံးသည်ကျောင်းနဲ့ဂိုင်းကောင်းဆောင်တအုပ်ဖြစ်သူဦးတိုင်ဆိုးမှကျွန်ုပ်ဒေါက်တာမစင်းနာအားပြောပြခဲ့သည့်အကြောင်းအရာများပင်ဖြစ်ပါတယ်ထိုအချိန်၌ကျွန်ုပ်သည်၎င်းပြောပြခဲ့သောလူဆိုးကြီးမဟူရမိုးမောင်ဆိုသူအားကိုယ်တိုင်မြင်တွေ့ဘူးခြင်းမရှိပါချေတို့ရာ၌ထိုအချိန်ပလိတ်လောကတစ်ခုလုံးသာမကလူတိုင်းနှုတ်ဖျားတွင်ပြောကြားနေကြသောလူဆိုးကြီးမဟူရမိုးမောင်၏တည်များကိုကနေစဉ်တူဝကြားသည့်နေလေရာ၎င်းအားလွန်စွာမှစိတ်ဝင်စားခဲ့ရပေသည်ဤနေရာ၌ကျွန်ုပ်ကဲ့သို့သောစေပညာရှင်ဒေါက်တာတယောက်နှင့်ဦးတိုင်ဆိုမဟူရမိုးမောင်ထိုကဲ့သို့သောလူဆိုးကိုင်းကောင်းဆောင်များနှင့်ပတ်သက်ဆွနယ်ခဲ့ရသောအကြောင်းကိုဖော်ပြရန်ရှိပေရာဥစွာပထမကျွန်ုပ်၏အကြောင်းကိုရှေးဥစွာဖော်ပြရမည်ဖြစ်ပါတယ်ကျွန်ုပ်ဒေါက်တာမစင်းနာသည်ဇီဝကမ္မနှင့်ခန္ဓာဗေဒအထူးပြုဖြင့်စေပညာဒေါက်တာဘွဲ့ကိုအင်္ဂလန်နိုင်ငံ၌ရယူခဲ့ပေသည်ကျွန်ုပ်သည်စေပညာအားငယ်စဉ်ကတည်းကပင်လွန်စွာဝါသနာပါခဲ့သူတဦးဖြစ်ပေရာစေကြောင်းတက်စဉ်ကပင်စေပညာနှင့်ပတ်သက်သည့်စမ်းစစ်မှုများတီထွင်လေ့လာခြင်းများဖြင့်သာအချိန်ကုန်လေ့ရှိပါသည်အင်္ဂလန်မှဒေါက်တာဘွဲ့ရယူပြီးသောအချိန်၌မူကျွန်ုပ်၏ဘဝကျွန်ုပ်၏အချိန်တိုင်းသည်ဇီဝကမ္မနှင့်ခန္ဓာဗေဒဆိုင်ရာစမ်းသပ်မှုလေလွှာတင်ထွေမှုများတဲတွင်သာမြုပ်လျက်ရှိနေပေတော့သည်ကျွန်ုပ်သည်မိဘများထံမှအမွေရခဲ့သောငွေကြေးများဖြင့်ကိုယ်ပိုင်တခွဲကန်းကြီးတစ်ခုကိုတီထောင်ကာစမ်းသပ်မှုများစွာကိုပြုလုပ်ခဲ့ပါသည်ထိုအခါကျွန်ုပ်သည်တရားတို့၏ဦးနောက်ပိုင်းဆိုင်ရာလေ့လာမှုများကိုအထူးစိတ်ဝင်စားလျက်အမျိုးမျိုးသောတရားတို့၏ဦးနောက်ဖွဲ့စည်းပုံများကိုအသေးစိတ်မှအစလေ့လာခဲ့ပါသည်စမ်းသပ်မှုများစွာကိုလည်းပြုလုပ်ခဲ့ပါသည်ထိုအခါကျွန်ုပ်သည်အမျိုးအစားမတူသောတရားနှစ်ကောင်၏ဦးနောက်များကိုလဲလဲပြောင်းလဲကြည့်ရန်ထူးဆန်းသောစိတ်ကူးမျိုးပေါ်ပေါက်ခဲ့ပါသည်
ထို့အတွက်ကျွန်ုပ်သည်ထိုစမ်းသပ်ချက်ကိုအပြင်းအထန်စမ်းသပ်လေ့လာခဲ့လျာတစ်ချိန်တွင်မမျှော်လင့်ဘဲကျွန်ုပ်၏စမ်းသပ်မှုမှာအောင်မြင်သွားခဲ့ပါတယ်။ထိုအချိန်ကျွန်ုပ်သည်ယုံတကောင်၏ဦးနှောက်အစုံအားခွေးတကောင်၏ဦးခေါင်းထဲသို့၎င်းခွေး၏ဦးနှောက်ကိုမူယုံ၏ဦးခေါင်းထဲသို့၎င်းပြောင်းလဲထည့်ပေးခြင်းကြွယ်အုံနှောက်နှင့်ငှက်တကောင်၏အုံနှောက်အားအစားထိုးလဲလှယ်ပေးခြင်းအစရှိသောစမ်းသပ်ချက်တို့ကိုပြုလုပ်ခဲ့ပါတယ်။တို့ဖြစ်ရာကျွန်ုပ်၏ဓာတ်ခွဲကန်လောင်အိမ်များအတွင်း၌တတဝါဆန်းများဖြင့်ပြည့်လျက်ရှိပါတယ်။ကျွန်ုပ်မှာကျွန်ုပ်ခွဲစိတ်ဖန်တီးပြုပြင်ထားခဲ့သောယုံအုံနှောက်နှင့်ခွေးများခွေးအုံနှောက်နှင့်ယုံများငှက်အုံနှောက်နှင့်ကြွယ်များကြွယ်အုံနှောက်နှင့်ငှက်များကြောင်အုံနှောက်နှင့်ပူးကောင်များပူးအုံနှောက်နှင့်ကြောင်များအစရှိသောတတဝါများကိုကြည့်ရှု၍လွန်စွာမှကျေနပ်အားရပီတိများဖြစ်နေခဲ့ပါတယ်။ထို့မှကျွန်ုပ်သည်ကျွန်ုပ်၏အောင်မြင်မှုအားဖော်ထုတ်ပြသရန်အတွက်ကျွန်ုပ်ဖန်တီးခဲ့သောတတဝါများကိုကမ္ဘာဆေးကောင်စီကိုတင်ပြခဲ့ပါတယ်။ထိုအချက်သည်ကျွန်ုပ်၏ကြီးစွာသောအမှားကြီးတစ်ခုပင်ဖြစ်၍သွားခဲ့ရပါတယ်။အဘယ်ကြောင့်ဆိုသောကျွန်ုပ်၏အောင်မြင်မှုကြီးအားသိပညာရှင်များအဖွဲ့မှအံ့ဩနှပန်းဖြင့်ချီးကျူးဂုဏ်ပြုကြလိမ့်မည်ဟုယူဆခဲ့မိသောကျွန်ုပ်၏အထင်နှင့်အမြင်တက်ဆင်းလွဲမှားကကမ္ဘာဆေးကောင်စီရှိသိပညာရှင်အဖွဲ့မှကျွန်ုပ်၏လုပ်ရက်အားပြင်းထန်စွာဝေဖန်ရှုတ်ချခဲ့ခြင်းပင်ဖြစ်ပါတော့တယ်။ထိုအခါ၎င်းတို့မှကျွန်ုပ်အားတဘာဝတရားနှင့်ဆန့်ကျင်သည့်မလျော်ကန်သောစမ်းသပ်မှုများကိုစမ်းသပ်ခဲ့သည်ဟုသောဆွဲချက်ဖြင့်ကျွန်ုပ်၏စေပညာကောလိပ်ဘွဲ့ကိုပင်ရုပ်သိမ်းခဲ့ကြလေရာကျွန်ုပ်မှလွန်စွာမှဒေါသထွက်လျက်၎င်းတို့အားအတိုက်အခံပြုခဲ့ပါသည်။လူရာ၌နောက်ဆုံးတွင်ကျွန်ုပ်သည်စေပညာဒေါက်တာဘွဲ့ကိုဆုံးရှုံးရသည့်အပြင်ကမ္ဘာဆေးကောင်စီမှဥပဒေဖြင့်ထိန်းသိမ်းခြင်းများကိုပါခံခဲ့ရပါတယ်။ကျွန်ုပ်သည်ခံပြင်းဒေါသထွက်ခြင်းနာကျင်ခြင်းဆုံးရှုံးကျင်ကွဲခြင်းများဖြင့်အင်္ဂလန်မြေပေါ်မှထွက်ခွာခဲ့ကကျွန်ုပ်၏မိခင်ကြီး၏ဇာတိဖြစ်သောအိန္ဒိယနိုင်ငံသို့ရောက်ရှိခဲ့ရပါတယ်။ကျွန်ုပ်သည်အိန္ဒိယတွင်9 နှစ်ခန့်နေထိုင်၍ထိုအတော်အတွင်း၌ပင်စီးပွားရေးလုပ်ငန်းရှင်တဦး၏သမီးတစ်ယောက်နှင့်ပင်အိမ်အောင်ကြခဲ့ပါတယ်။ထိုမှသမီးကလေးတစ်ယောက်ရရှိသောအခါကျွန်ုပ်၏ယောက္ခမကြီးသည်ကွယ်လွန်လျက်၎င်း၏ပိုင်ဆိုင်မှုများအားလုံးအားကျွန်ုပ်တို့လင်မယားမှလက်ခံရရှိခဲ့ပါတယ်။ထိုမှသမီးလေး9 နှစ်သမီးအရွယ်သို့ရောက်သောအခါ၌မူကျွန်ုပ်၏ဇနီးမှကွယ်လွန်သွားခဲ့ပြန်ပါတယ်။ထိုအခါကျွန်ုပ်သည်ဇနီးကွယ်လွန်ခြင်းကြောင့်များစွာစိတ်ထိခိုက်ခဲ့ရတဲ့ကဲ့သို့ဇနီးသည်မရှိတော့သောအခါကြံရှိနေခဲ့သောစီးပွားရေးလုပ်ငန်းများအားစိတ်ဝင်စားခြင်းမရှိတော့ဘဲညီးငွေတကဲ့သို့ဖြစ်လာခဲ့ရပါတယ်။ဤသို့ဖြင့်ကျွန်ုပ်၏သမီးလေးအရွယ်ရောက်၍စောစီးစွာအိမ်တောင်ကျသွားခဲ့ရသောအခါ၌မူကျွန်ုပ်၏လုပ်ငန်းအားလုံးအားတမတ်ဖြစ်သူအားလွှဲပြောင်းလုပ်ကိုင်စေလျက်ကျွန်ုပ်ကိုယ်တိုင်မူကျွန်ုပ်ဝါသနာရှိရာသိပညာအလုပ်များကိုလျှို့ဝှက်စွာပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ထိုအခါကျွန်ုပ်လိုအပ်သမျှသောအစမ်းသပ်ခံတရားဝများအားကျွန်ုပ်၏တပည့်ဖြစ်သူမူရုခန်ဆိုသူမှရှာဖွေပေးခဲ့ပါတယ်။မူရုခန်မှာကျွန်ုပ်အိန္ဒိယသို့ရောက်ပြီးအိမ်တော်မရမီကလေးကတွေ့ရှိရင်းနှီးကကျွန်ုပ်နှင့်အတူနေထိုင်ခဲ့သောပထန်လူမျိုးတစ်ယောက်ပင်ဖြစ်ပါတယ်။ကျွန်ုပ်သည်မူရုခန်နှင့်အတူကျွန်ုပ်၏ဈေးတုတေသည်ဆိုင်ရာလုပ်ငန်းများကိုလုပ်ကိုင်နေစဉ်မူရုခန်ထံမှမြန်မာပြည်နှင့်ပတ်သက်သောအကြောင်းအရာများနှင့်အတူမြန်မာစကားကိုပင်လေ့လာသိယူခွင့်ရခဲ့ပါတယ်။အဘယ်ကြောင့်ဆိုသောမူရုခန်မှာမြန်မာပြည်၌နှစ်ပေါင်းများစွာနေထိုင်လာခဲ့သောမြန်မာပြည်ဖွာပထန်ကလားတူဖြစ်နေခြင်းကြောင့်ပါဖြစ်ပါတယ်။ဤကဲ့သို့နေထိုင်လာခဲ့စဉ်တနေ့သ၌မူကျွန်ုပ်သည်လွန်စွာမှစိတ်မချမ်းမြေ့ပွဲကောင်းသောအဖြစ်အပျက်ကြီးတစ်ခုဖြစ်၍လာပါတယ်။အကြောင်းမှာကျွန်ုပ်၏တမန်ဖြစ်သူအလီ၏မိုင်မဲမှုကြောင့်စီးပွားရေးလုပ်ငန်းများမှာတစထက်တစကျဆင်းလာကနောက်ဆုံး၌စီးပွားရေးလုပ်ငန်းအားလုံးအားကျွေးရှင်များထံသို့ထိုးအပ်လိုက်ရသောအဖြစ်ဖြင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ကျွန်ုပ်သည်မိုင်မဲလှသောကျွန်ုပ်၏တမန်အလီ၏လက်သို့စီးပွားရေးလုပ်ငန်းများလွှဲပြောင်းပေးမိသောအဖြစ်ကိုများစွာနောင်တရမိပါတယ်။ထို့ပြင်လည်းအလီမှာမင်းသားကောင်းဆောင်ထားသောဘလူးတကောက်ဖြစ်ကြောင်းအချိန်များစွာနောက်ကျပြီးမှကျွန်ုပ်တီးခွင့်ရခဲ့ပါတယ်။ကျွန်ုပ်တည်သောအချိန်၌အလီသည်ကျွန်ုပ်၏ရောက်ခမကြီးလက်ထက်ကလေးကထူထောင်ကြိုးစားလုပ်ကိုင်လာခဲ့သောစီးပွားရေးလုပ်ငန်းအားလုံးပျက်စီးခဲ့ပြီဖြစ်ပါတယ်။ထို့ထက်ဇာတိရုပ်ပေါ်လာသောအလီသည်အတောက်အစားအပျော်အပါးနှင့်လောင်ကစားများကိုကျွန်ုပ်ရှိတွင်မှမရှောင်လုပ်ကိုင်လာပါတယ်။အစိုးဆုံးမှာကကျွန်ုပ်ပိုးမွေးသလိုမွေးမြူလာခဲ့သောကျွန်ုပ်၏ချစ်လွှာစားသောသမီးလေးအားဤအမျိုးမျိုးဖြင့်နှိမ့်ဆက်အနိုင်ကျင့်လာခြင်းပင်ဖြစ်ပေရာကျွန်ုပ်မှအလီအားများစွာယုံမုန်းခဲ့ရပါတယ်။တို့ရာ၌မူကျွန်ုပ်၏သမီးက၎င်း၏ယောက်ျားအလီအားများစွာချစ်လေပါတယ်။၎င်းနှိမ့်ဆက်သမျှအနိုင်ကျင့်သမျှအားကျွန်ုပ်မသိအောင်ဖုံးဖိ၍ခံပါတယ်။ကျွန်ုပ်မှသမီးဖြစ်သူ၏မျက်နှာဖြင့်အလီအားယုံမုန်းတော်လဲလက်ခံထားရပါတယ်
တို့ရ၌စီးပွားရေးလုပ်ငန်းများမရှိတော့သည့်ဖြစ်၍ကျွန်ုပ်တို့မိသားစုနေထိုင်စားသောက်ရေးမှာအခက်အခဲများဖြင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရလေတော့ရာကျွန်ုပ်မှအလီအားအလုံးမလုံးလျင်အိမ်ပေါ်မှနှိမ်ချမိဖြစ်ကြောင်းသမီးဖြစ်သူကိုသတိပေးရပါတယ်။ထိုအခါသမီးဖြစ်သူမှတဆင့်အလီသည်ကြားသည့်လေလျင်ကျွန်ုပ်အားအလုပ်လုပ်ရန်ငွေအရင်းအနှီးလိုအပ်ကြောင်း၎င်းအားငွေအရင်းအနှီးထုတ်ပေးပါကအလုပ်လုပ်မိဖြစ်ကြောင်းပြောဆိုလာပါတယ်။ထိုအခါကျွန်ုပ်မှ၎င်းလိုစီးပွားရေးလုပ်ငန်းများအားလုံးကိုပင်ဖြုံးတီးပျက်စီးခဲ့သောလူအားငွေအရင်းအနှီးနောက်ထပ်ထုတ်ပေးလျင်မိမိလောက်မိုက်တဲ့လူမရှိတော့ကြောင်းဒေါသဖြည်းဖြည်းဖြင့်ပြန်ပြောဆိုကာစကားများခဲ့ကြပါတယ်။ထို့နောက်တွင်ကကျွန်ုပ်သည်ပိုင်ဆိုင်သောပစ္စည်းများနှင့်တကွလက်ရှိနေထိုင်လျက်ရှိသောအိမ်ကိုပါရောင်းချ၍အင်္ဂလန်သို့ပြန်ရန်စီစဉ်ခဲ့ပါတယ်။ကျွန်ုပ်သည်ဤကဲ့သို့ပြုလုပ်ခြင်းမှာစိတ်လိုက်မှန်ပါပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။အကယ်စင်စစ်အားဖြင့်အင်္ဂလန်ကဲ့သို့သောနေရာတစ်ခု၌အခြေစိုက်ပြန်လည်နေထိုင်နိုင်ရန်ကျွန်ုပ်လက်တွင်း၌ငွေအလုံးလောက်မပြည့်မီပါပေ။တို့ရ၌ကျွန်ုပ်သည်ခေါင်းမသူတယောက်ပြီးအင်္ဂလန်ကြီးလက်တော်ရွာလေးတစ်ခုတွင်ပင်နေထိုင်ပြောင်းရွှေ့ကားဖြစ်သလိုစီစဉ်တော့မည်ဟုဆုံးဖြတ်ခဲ့ပါတယ်။ထိုအချိန်၌ပင်လျင်ကျွန်ုပ်၏ခက်ခဲကိုသိရှိနေသောမူရုခံမှကျွန်ုပ်အနေဖြင့်ယခုအချိန်ပြောင်းရွှေ့မည်ဆိုပါကမြန်မာပြည်အတွင်းသို့ပြောင်းရွှေ့လျင်အဆင်ပြေနိုင်ကြောင်းယခုလက်ရှိရှိနေသောငွေကြေးဖြင့်ဆိုပါကမြန်မာပြည်ကဲ့သို့သောနေရာမျိုးတွင်အချိန်မပြတ်ဆက်လက်နေထိုင်နိုင်ကြောင်း၎င်းအနေဖြင့်မြန်မာပြည်တွင်ကြီးပြင်းကြရသူတယောက်ဖြစ်၍လေအဆအရာရာအကူအညီပေးနိုင်ကြောင်းများကိုကျွန်ုပ်သဘောကျလက်ခံလောက်သည့်အထိပြောဆိုအကြံပေးခဲ့ပါတယ်။ထို့ပြင်လည်းမူရုခံမှယခုအချိန်မြန်မာပြည်မှာရှိပညာရပ်များ၌ဖွံ့ဖြိုးမှုနေပါလွန်းသည်ဖြစ်၍ကျွန်ုပ်အနေဖြင့်စေတုဒေသနာလုပ်ငန်းများကိုလည်းအနှောက်အယှက်ကင်းစွာလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းများကိုလည်းပြောဆိုခဲ့လျာထိုတစ်ချက်တည်းနှင့်ပင်ကျွန်ုပ်သည်မြန်မာပြည်တွင်အခြေကျနေထိုင်ရန်ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။ဤသို့ဖြင့်ကျွန်ုပ်သည်မူရုခံ၏ကောင်းမှုဖြင့်မြန်မာပြည်သို့ရောက်ရှိခဲ့ရပါတယ်။ကျွန်ုပ်သည်ရန်ကုန်မြို့မင်္ဂလာတုံအရက်၌ချမ်းကျဲကြီးတစ်ခုပါသောတိုင်းအိမ်ကြီးတစ်လုံးကိုလေတက်မှကပရင်ဂျော့ဆိုသူစစ်ဗိုလ်တယောက်၏အကူအညီဖြင့်ဝယ်ယူနေထိုင်ခဲ့ပါတယ်။ထို့ပြင်လည်းကျွန်ုပ်ကိုတာမန်ဆရာဝန်တဦးအနေဖြင့်သာ၎င်းတို့အားသိစေလျက်သူသိစာနေထိုင်ခဲ့ပါတယ်။ထိုအချိန်၌ကျွန်ုပ်နှင့်အတူသမီးဖြစ်သူမှပါလာလျက်အလီမာမှုအိန္ဒိယတွင်ကြံရစ်ခဲ့ပါတယ်။ကျွန်ုပ်သည်ကပရင်ဂျော့၏အကူအညီနှင့်ပင်စစ်တပ်မှတဆင့်အစိုးရအုပ်ချုပ်သူများထံမှစစ်ကူတာခွင့်လက်မှတ်ကိုရယူခဲ့ပါတယ်။ထိုကာလအချိန်မှလည်းအနောက်နိုင်ငံများဘက်မှစစ်သတင်းများကြောင့်အင်္ဂလိပ်အစိုးရမှအခြားကိစ္စရပ်များကိုဒေါင်းတစေစွာစီမံအုပ်ချုပ်ခြင်းမရှိတော့ဘဲစစ်သတင်းများကိုသာစိတ်ဝင်စားလျက်ရှိရာကျွန်ုပ်၏ကိစ္စမှာထင်သလောက်ခေရင်ချင်းမရှိဘဲလွယ်ကူစွာရရှိခဲ့ရပါတယ်။ကျွန်ုပ်သည်စစ်ကူတာခွင့်လက်မှတ်ရသည်နှင့်ကိုယ်ပိုင်စည်းကမ်းတစ်ခုဖွင့်လှစ်ကာစစ်ကူတာခြင်းအလုပ်အားလုပ်ကိုင်ခဲ့ပါတယ်။ထိုအခါကျွန်ုပ်၏ကူတာမှုကျွမ်းကျင်ခြင်းကြောင့်တနေ့ခန့်ရှိလျင်ပင်ကျွန်ုပ်၏စည်းကမ်းမှာများစွာအလုပ်ဖြစ်ခဲ့ပါတယ်။စည်းကမ်းအလုပ်ဖြစ်လာသည်နှင့်အမျှကျွန်ုပ်၏စီးပွားရေးမှာလည်းများစွာချောင်လဲလာသည်ဖြစ်ရာကျွန်ုပ်သည်တိုက်ရင်ကြီးတွင်ပါလာသောမြေတိုက်ခန်းနေရာ၌တခွဲကန်တစ်ခုကိုလျှို့ဝှက်စွာပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ထို့မှကျွန်ုပ်၏တပိတ်ဖြစ်သူမူရုခံမှအပမိသူမှမသိစေဘဲကျွန်ုပ်၏စေတုတေသီလုပ်ငန်းများကိုပြန်လည်အကောင့်ထဲဖော်နိုင်ခဲ့ပါတယ်။ဤသို့ဖြင့်တနေ့တွင်မူကျွန်ုပ်၏ဆက်စစ်ချက်တစ်ခုအတွက်အခက်အခဲတစ်ခုဖြစ်ပေါ်ခဲ့လေရာ၎င်းမှာစမ်းသပ်ရာတွင်အတူပြုရမည်ကိရိယာဒဇာပလာများဝယ်ယူရန်ငွေကြေးမြောက်များစွာလိုအပ်ခြင်းဖြစ်ပါတယ်။သူဖြစ်ရာကျွန်ုပ်သည်ထိုစမ်းသပ်ချက်အားခိတ္တရပ်ဆိုင်းထားခဲ့ရပါတယ်။ထိုအခါကျွန်ုပ်သည်စမ်းသပ်လေ့လာနေသောစမ်းသပ်ချက်ကိုတည်ဆုံးပြီးလူတစ်ယောက်၏အုံနောက်ထဲမှအရေးကြီးသောအာယုံခံအစိပ်ပိုင်းတစ်ခုအားအခြားတစ်စုံတစ်ယောက်၏အုံနောက်မှတ်ဉဏ်ထဲသို့ထည့်သွင်းကာဖြစ်ပေါ်လာမည့်အကျိုးဆက်ကိုစမ်းသပ်ရှာဖွေလျက်ရှိသောစမ်းသပ်ချက်တစ်ခုပင်ဖြစ်ပါတယ်။တို့ဖြစ်ရာကျွန်ုပ်အတွက်ဆေးရုံမှတည်ဆုံးပြီးကာစလူသေးအလောင်းများအားလည်းဝယ်ယူရမည်ဖြစ်ရာဇရိတ်စကားမှမသေးလာပါ။ထိုကဲ့သို့အချိန်၌ပင်မူရုခံသည်ကျွန်ုပ်အတွက်ဝေအမြောက်အများကိုလွယ်ကူရမည့်အလုပ်တစ်ခုကိုရှာဖွေပေးခဲ့လေတော့ရာ၎င်းမှာရှင်းဟောင်းယတနာပစ္စည်းများအားထုခွဲရောင်းချပေးရသောအလုပ်ပင်ဖြစ်ပါတယ်။ထိုအခါကျွန်ုပ်သည်အိန္ဒိယ၌၎င်းအင်္ဂလန်ပြည်၌၎င်းမိစေကုံတွေများစွာရှိခဲ့လေရာထိုအလုပ်မှာကျွန်ုပ်အတွက်များစွာခရီးလာခြင်းမရှိပါ။တို့ရာ၌ထိုအလုပ်မှာဥပဒေနှင့်မလိုကင်းသောအလုပ်ဖြစ်၍ကျွန်ုပ်မှာများစွာစဉ်းစားခဲ့ရပါတယ်။သို့သောနောက်ဆုံးတွင်မူကျွန်ုပ်သည်ကျွန်ုပ်၏စမ်းသပ်ချက်အားအောင်မြင်စွာအကောင့်ထဲဖော်နိုင်ရန်အတွက်ထိုအလုပ်ကိုစွန့်လွတ်ကာလုပ်ကိုင်ခဲ့ပါတယ်။ထိုအခါအလုပ်နှင့်ပတ်သက်၍ကျွန်ုပ်သည်ကွဲစားများနှင့်ဒါမကဒုစရိုက်လောကတွင်မှလူများနှင့်ပါဆက်ဆံပေါင်းသင်ခဲ့ရတော့သည်ဖြစ်ရာထိုအချက်သည်ပင်လျင်ကျွန်ုပ်နှင့်ကျောင်းနှံခိုင်းကောင်းဆောင်ဦးတိုင်စုတို့၏တွေ့ဆုံခင်မီရင်းနှီးခဲ့သည့်အကြောင်းရင်းပင်ဖြစ်ပေတော်သည်
ဤသို့ဖြင့်ကျွန်ုပ်သည်ရောင်နှံကိုင်းကောင်းဆောင်ဦးထိုက်စိုးနှင့်ရင်းနှီးခဲ့ပြီးလျင်၎င်းထံမှရှေးဟောင်းယေသနာပစ္စည်းများစွာအားအိန္ဒိယနှင့်အင်္ဂလန်နိုင်ငံများသို့ထူခွဲရောင်းချပေးခဲ့ပါတယ်။ထို့အတွက်အကျိုးမြတ်များစွာကိုလည်းကျွန်ုပ်ရရှိခဲ့ပါတယ်။တို့ရာ၌၎င်းနှင့်အလုပ်လုပ်၍6 လခန့်ရှိလေလျင်ဦးတိုက်စိုးသည်ကျွန်ုပ်ထံသို့ရောက်ရှိလာခြင်းမရှိတော့ဘဲကာလအတန်ကြာသည့်အထိအဆက်အသွယ်ပြတ်၍သွားခဲ့ပါတယ်။ကျွန်ုပ်လည်းကျွန်ုပ်၏အလုပ်များဖြင့်သာအချိန်ကုန်လျက်ရှိပြီးလျင်တနေ့တနိုင်မူကျွန်ုပ်ထံသို့ဦးတိုက်စိုးသည်ရောက်ရှိလာခဲ့ပါတယ်။ထိုအခါကျွန်ုပ်မှဘလို့လဲဦးတိုက်စိုးရောက်လာကြည်လားအလုပ်တွေအတော်ရှုပ်နေတယ်နဲ့တူတယ်။ဟုနှုတ်ဆက်မေးမြန်းလိုက်လျင်ဦးတိုက်စိုးမှမျက်နှာမသားမယာဖြင့်ဆိုပါတော့ဒေါက်တာမစင်းနာကျုပ်ကိစ္စတစ်ခုနဲ့တော်တော်လေးအလုပ်ရှုပ်နေရတယ်။အခုလေအဲ့ဒီကိစ္စအတွက်ခမားစီကိုရောက်လာခဲ့တာပဲဟုပြောပါတယ်။ထို့ကြောင့်ကျွန်ုပ်က၎င်း၏ကိစ္စကိုမေးမြန်းလာလျင်ဦးတိုက်စိုးကလွန်စွာမှရေးကြီးသောအမူအရာမျိုးဖြင့်ခမားနဲ့ကျုပ်အေးအေးဆေးဆေးတိုင်ပင်စရာရှိတယ်ဒေါက်တာမစင်းနာဒီကိစ္စဟာကျုပ်အတွက်အလွန်အင်မတန်မှအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ခမားအတွက်လည်းဘဝပြောင်းသွားနိုင်လောက်အောင်အကျိုးရှိမဲ့ကိစ္စတစ်ခုပဲဒီနေရာမှာအေးအေးဆေးဆေးတိုင်ပင်လို့ရမလားဟုလေသံတိုးတိုးဖြင့်မေးမြန်းလိုက်လေရာကျွန်ုပ်မှ၎င်း၏အမူအရာကြောင့်အံ့ဩသွားရပါတယ်ထို့နောက်မှကျွန်ုပ်ကဘာကိစ္စလဲဦးတိုက်စိုးတိုင်ပင်လို့ရပါတယ်ဒီနေရာဟာခမားတို့ကျုပ်တို့အလုပ်ကိစ္စပြောကြတဲ့တည်တဲ့နေရာပဲလေဟုပြောလိုက်လေရာဦးတိုက်စိုးမှရှေ့တွင်ဖော်ပြခဲ့ပြီးတော့မဟူရာမိုးမောင်၏အကြောင်းများနေတကွအောက်ပါအကြောင်းအရာများကိုပါကျွန်ုပ်အားပြောပြခဲ့ပါတယ်ထိုနေရာ၌ဒေါက်တာမစင်းနာ၏ဒိုင်ယာရီတွင်ရေးသားထားသည့်ကျောင်းနှံကိုင်းကောင်းဆောင်ဦးတိုက်စိုးမှပြောပြခဲ့သောလူဆိုးကြီးမဟူရာမိုးမောင်၏အကြောင်းများမှာလွန်စွာမှစိတ်ဝင်စားဖွယ်ကောင်းလွန်လာသည်ဖြစ်၍ကျွန်ုပ်သည်၎င်းရေးသားထားသည့်ဦးတိုက်စိုးမှပြန်လည်ပြောပြသည့်စာအသားလွှာများအတိုင်းမဖော်ပြတော့ဘဲပထမအခန်းများ၌ဝိထုဇလန်းတစ်ခုတစ်ဖွဲပြင်ဆင်ရေးသား၍ဖော်ပြလိုက်ပါတယ်ဤဒီမှာကျွန်ုပ်၏စေတနာသာဖြစ်၍ဒေါက်တာမစင်းနာ၏ဒိုင်ယာရီပါအကြောင်းအရာများနှင့်လည်းကွဲလဲခြင်းမရှိပါကြောင်းနှင့်လူဆိုးကြီးမဟူရာမိုးမောင်၏ဘဝအကြောင်းများအားလည်းပုံမထိရောက်စွာခံစားဖတ်ရှုနိုင်ပါမည်အကြောင်းအားရဲဝင်စွာအာမခံလိုက်ရပါတယ်။စာရည်သူတညတနိုင်ပဲခူးမြို့အစွန်မြောက်ဘက်ရှိရိုးပြန်တော်ကြီးတစ်ခုအတွင်းဆောက်လုပ်ထားသောတိုက်ရင်ကြီးတစ်လုံးအတွင်း၌အသက်30အရွယ်ရှိမွန်ကြီးခန့်ညားလှသောလူလက်ပိုင်းတစ်ယောက်သည်စန္ဒိယခုံကြီးတစ်ခုတွင်ထိုင်ကာလွန်စွာမှစိတ်ချောက်ချဖွယ်ကောင်းလွန်လှသောတေးသွားတစ်ခုကိုတီးခတ်လျက်ရှိပါတယ်။ထိုအချိန်၌တွင်ပင်၎င်းအနီးသို့လွန်စွာမှအယုတ်ဆိုးအကြီးတန်းလှသောခါကုန်းကြီးတစ်ယောက်ရောက်ရှိလာကဆရာကြက်သားခင်တမယာဇန်းနှင့်ဗရန်ဒီယူခဲ့ရတော့မလားဟုမေးမြန်းလိုက်လျက်စံစရာတီးနေသူလူငယ်ကတီးသွားကိုဖြင်းညင်းစွာအဆုံးသက်လိုက်ပြီးခမရတော်တော်လိုက်သိတာပဲဥတာနော်ယူခဲ့ဗျာဒီညအတွက်ကျုပ်ကအလုပ်လုပ်ရမယ်အလုပ်မလုပ်ခင်ဒါဟာကျုပ်အတွက်အကောင်းဆုံးအဖို့တစ်ခုပဲဗျဟုပြောလိုက်လျက်၎င်းမှလွန်စွာမှထူးဆန်းတဲ့ကဲ့သို့လွန်စွာမှလည်းရက်ဆက်သောလူဆိုးကြီးမဟူရာမိုးမောင်ပင်ဖြစ်ကြောင်းအိမ်မိသိရှိလောက်ပေသည်ထိုအခါဥတာနော်ဟူသောခါကုန်းကြီးမှလည်းမဟူရာမိုးမောင်မှကဲဆယ်ခေါ်ယူမွေးထားသည်တနာစရာလူကြီးတဦးပင်ဖြစ်ပါတယ်ရခင်ကဥတာနော်ကြီးမှာဆွေမရှိမျိုးမရှိတကောင်ကျက်ဘဝနှင့်စားရမယ်တောက်ရမယ်ရွာစဉ်လှဲ့ကားနေထိုင်ခဲ့ရသောတနာစပွဲလူကြီးတဦးဖြစ်ပါတယ်တနေ့တွင်မူမဟူရာမိုးမောင်မှတွေ့ရှိကာခေါ်ယူလာခဲ့ခြင်းဖြစ်ရာဥတာနော်ကြီးသည်မဟူရာမိုးမောင်အားကျေးဇူးရှင်အရှင်သခင်တဦးအဖြစ်မှတ်ယူလျက်သစ္စာရှိအစီကံကြီးတဦးဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်ယခုအချိန်၌မူဥတာနော်ကြီးသည်မိမိဆရာဖြစ်သူမဟူရာမိုးမောင်၏အမိတ်ရသည်နှင့်နေရာမှတော်လက်စွာထွက်ခွာသားလျက်များမကြာမီပြားအောင်တစ်စိတ်ဗရန်ဒီတစ်လုံးနှင့်ကြက်သားခင်ပကံတစ်ချက်ကိုယူဆောင်လာကအသင့်ပြင်ဆင်ပေးလိုက်ပါတယ်မဟူရာမိုးမောင်ကလည်းမိမိရှိသူကြက်သားခင်ပကံနှင့်ဗရန်ဒီပလင်းရောက်ရှိလာသည်နှင့်အားပါတရစားတောက်လိုက်ကဒီလိုညရောက်လာတိုင်းခမည်းဟာတိတ်လိမ်မာတာပဲဥတာနော်ကြီးဟုကြီးကျူလိုက်လေရာဥတာနော်ကြီးမှလည်းသဘောကျစွာတဟိဟိရေမောနေပါတော့တယ်ထို့နောက်မှမဟူရာမိုးမောင်ကတစုံတရာကိုတတိယလိုက်ဟန်မျိုးဖြင့်ဒါနဲ့ဥတာနော်ကြီးမဲကြီးတကောင်ရောဒီကောင်ကြီးကိုအစာကြွေးပြီးပြီလားဟုမေးမြန်းလိုက်လေရာဥတာနော်ကြီးကဦးကောင်းကိုအချင်းချင်းညှိပ်ပြလျက်ကြွေးပြီးပါပြီဒီကောင်ကြီးတော်တော်အစားပုတ်တယ်အမဲသားတွေကုန်ပြီကျုပ်စားဖို့တော့မချမ်းဘူးဟုပြောလိုက်ပါတယ်မဟူရာမိုးမောင်က၎င်းကိုကြည့်ကာသဘောကျစွာရေမော၍ခမားလဲမဲကြီးနဲ့အတူတူပဲအမဲသားသိကြိုက်တယ်ဟုတ်လားဥတာနော်ကြီးဟုမေးလိုက်ပြန်လျင်ဟုတ်ဟုဥတာနော်ကြီးကဖြေကာသွားကြီးတဖြည်းဖြည်းဖြင့်တဟိရေမောနေပါတယ်သူအချိန်၌ပင်လျင်ဒီယာမခွေးမဲကြီးတကောင်သည်၎င်းတို့ရှိရာသို့ပြေးဝင်လာလျက်အမိတနက်နံဖြင့်မဟူရာမိုးမောင်၏ခြေထောက်များကိုရှာဖြင့်ရက်နေပါတယ်မ
ဟူယာမိုးမောင်ကခွေးမဲကြီး၏ခေါင်းကိုပုတ်တက်ပေးလိုက်ပြီးလျင်နောက်ဆုံးလက်ကျန်ဗရန်ဒီခွက်ကိုဝက်ခနဲမောတောက်လိုက်ပြီးကိုင်းမဲကြီးနဲ့ဥဒါနောတို့၏အချိန်ကြပြီကျုပ်သွားမှဖြစ်တော့မယ်ဒီနေ့ညလောက်ရမယ်အလုပ်ကအရင်အလုပ်တွေထက်ရေးကြည့်တယ်ဗျို့ကဲဒီအလုပ်အောင်မြင်ရင်တော့ခမားတို့နှစ်ယောက်ကိုနေတိုင်းအမဲသားတွေအများကြီးကြွေးမယ်ခမားတို့နှစ်ယောက်အတွက်ဒီကဘာပေါ်မှာအမတ်ဆုံးအရာကအစားတောက်ပဲမဟုတ်ဘူးလားခု၍တဟားရေမောပြောဆိုလျက်တိုက်အိမ်ကြီးအတွင်းမှထွက်ခွာသွားပါတယ်လာပြညဖြစ်သောကြောင့်အပြင်ဘက်ကောင်းကင်ရန်တွင်ကလာမင်းကြီးမှထိန်ထိန်သားလျက်ရှိပါတယ်ညမကြမီဘာဟူယာမိုးမောင်ကြီးသည်၎င်း၏အော်စတင်ကားအနံကြီးကိုမောင်းနှင်ကာပဲခူးမြို့လေရှိတိုက်အိမ်ကြီးတအိမ်စီသို့တွားရောက်ပါတယ်အချိန်မှာညတနာရီကျော်ခန့်ရှိပြီးဖြစ်၍လမ်းတိုင်းမှာလူသူတယောက်တလေမှပင်မရှိတော့ဘဲတိတ်ဆိတ်ငြိမ်သက်နေပါတယ်မဟူယာမိုးမောင်သည်ကားကိုတိုက်အိမ်ကြီးအနီးလမ်းချိုးကွေ့တနေရာတွင်ရပ်ထားခဲ့ကာကားပေါ်မှဆင်းသွားပါတယ်ထို့မှခေါင်းကအုတ်ထုပ်လက်ကြီးကိုတစ်ချက်မျှဆွဲငိုက်၍ခြေလမ်းကျေးကြီးများဖြင့်တိုက်အိမ်ကြီးစီသို့လျှောက်သွားပါတယ်တိုက်အိမ်ကြီးရှိသို့ရောက်လေလျင်ခြံတကားအားကြောင်တကောင်၏ပေါ်ပါခြင်းမျိုးဖြင့်ကြော်ဝင်လျက်ခြံဝင်းအတွင်းသို့ဆင်းပါတယ်ထို့မှတခုခုအိပ်ပျော်လျက်ရှိသောခြံဆောက်တရဝံကိုတစ်ချက်ကြည့်ကာကြည်နက်စွာပြုံးလိုက်ပါတယ်တရဝံအိပ်ပျော်နေခြင်းမှာပြယုသားယုမဟုတ်ပါလွန်ခဲ့သည့်နှစ်ရက်ခန့်မှစတင်၍အခွက်ချစီမံထားခြင်းကြောင့်အိစေးမိကအိပ်ပျော်နေခြင်းမဖြစ်ပါတယ်ထိုအခါတရဝံသားလျင်မကတဲ့အိမ်ကြီးအတွင်းရှိအခြားမာလီအလုတ်သမားအစည်းကံအလုံးတို့မှလည်းစနစ်တကျစီစဉ်ထားခဲ့သောအစီအစဉ်များကြောင့်ဤအမျိုးမျိုးဖြင့်အိစေးမိကအိပ်ပျော်နေကြပြီဖြစ်ပါတယ်မဟူယာမိုးမောင်အဖွဲ့ထိုကဲ့သို့သောအလုံးမှာမပြောသည့်အခွန်တော်တလောက်ပြီးမခက်လာပါသူကြည်နက်စွာဒုတိယအကြိမ်ပြုံးလိုက်ပြီးနောက်တိုက်အိမ်ကြီးအတွင်သို့ထိတ်ချလက်ချဝင်ရောက်သွားပါတယ်ထိုအချိန်တိုက်အိမ်ကြီးအတွင်ပိတ်ထားသောတကားများမှလည်းမဟူယာမိုးမောင်၏မာစတာကီခေါ်တောတူတစ်ချောင်းထဲနှင့်ပင်ကိစ္စပြီးရပါတယ်အကြာမီမဟူယာမိုးမောင်သည်အပေါ်တက်ရှိအိတ်ခမ်းကြီးတစ်ခုစီသို့လွယ်ကူစွာရောက်ရှိသွားပါတယ်မဟူယာမိုးမောင်သည်ကျွန်းသားကနုတ်ပေါင်းအိတ်ခမ်းတကားကြီးကိုတစ်ချက်မျှကြည့်ကာပြုံးပြန်ပါတယ်အထဲတွင်ဤအိမ်ကြီးရှင်သခင်ဖြစ်သူတထေးကြီးဦးကျော်စန္တာကနှိချိုက်စွာအိမ်မောကြနေပြီမဟူယာမိုးမောင်သည်လက်ထဲမှမာစတာကီးဖြင့်တကားလက်ကင်ဘူးမှတော်ကိုညင်သာစွာလှည့်၍ဖွင့်လိုက်ပါတယ်အတွင်းမှချက်ပြုတ်တန်းရောက်ခနဲအတန်ကြားလိုက်လေလျင်တကားကိုအသားရတွန်းရင်ဖွင့်လိုက်ပါတယ်ထိုအခါကျွန်းသားဂရင်ကြီးထက်တွင်အိမ်မောကြားလျက်ရှိသောတထေးကြီးဦးကျော်စန္တာကိုမြင်တွေ့လိုက်ရပါတယ်မဟူယာမိုးမောင်သည်ကြောင်တကောင်ကဲ့သို့ခြေကိုဖော့ကာဂရင်ကြီးအနီးသို့ကပ်သွားလိုက်ပါတယ်ထို့နောက်မှအသင့်မောင်းတင်ထားသောတနက်ဖြင့်အိပ်ပျော်နေသောတထေးကြီးဦးကျော်စန္တာကိုချိန်ရွယ်လိုက်ပါတယ်တထေးကြီးဦးကျော်စန္တာကမိမိ၏အန္တရာယ်ကိုမသိရှာဘဲအဘူပင်ကင်းမဲ့စွာအိမ်မောကြနေသေးဖြစ်ပါတယ်မဟူယာမိုးမောင်သည်အိမ်မောကြနေသောတထေးကြီးဦးကျော်စန္တာ၏မျက်နှာကိုတေးချစွာကြည့်ရှုလိုက်လေလျင်စိတ်ထဲ၌တခါမှမဖြစ်ခဲ့ဘူးသောတနာစိတ်တစ်ခုသည်ထူးဆန်းစွာဖြစ်ပေါ်လာပါတယ်ထိုမှတထေးကြီးဦးကျော်စန္တာ၏မျက်နှာကိုတေးချစွာထပ်မံကြည့်ရှုလိုက်မိပြန်လေလျင်ထိုမျက်နှာကိုရင်းနှီးမှုတကဲ့သို့အမျိုးအမည်မသိသောဝေဒနာတစ်ခုကိုခံစားလိုက်ရပြန်ရာမဟူယာမိုးမောင်မှတနက်ကြီးဖြင့်ချိန်နေရင်းမှခက်တွေ့တွေ့ကြီးဖြစ်၍သွားရပါတယ်အမှန်အားဖြင့်သူသည်ကြောင်တက်ကြီး၏ညွှန်ကြားချက်အတိုင်းတထေးကြီးဦးကျော်စန္တာကိုအချိန်မဆွဲဘဲပြစ်တက်ရမည်ဖြစ်ပါတယ်ထိုမှအိတ်ခမ်းကောင်းရင်ဤကန်တက်တာထဲမှရတနာမြေပုံကိုရယူကာလာခဲ့သည့်လမ်းအတိုင်းအလင်းအမြန်ထွက်ခွာရမည်ဖြစ်လေရာသူ့အတွက်အချိန်အများကြီးမရပါသို့သောယခုမူတထေးကြီးဦးကျော်စန္တာ၏မျက်နှာအားအနီးကပ်မြင်တွေ့လိုက်ရသောအခါထူးဆန်းလွန်သောခံစားမှုများဖြစ်ပေါ်လျက်တဏ္ဍမောင်းကလုတ်ကိုချက်ချင်းမညှိမိပဲဖြစ်၍နေပါတယ်ထိုခဏတွင်ပင်အိပ်ပျော်လျက်ရှိသောတထေးကြီးဦးကျော်စန္တာသည်အိပ်ပျော်နေရာမှတစ်ချက်လူးလွန်ကာရုတ်တရက်အိပ်ပျော်နေရာမှနိုး၍လာပါတယ်ထိုအခါမိမိအားတနက်တလက်ဖြင့်ချိန်ရွယ်ထားသောအုတ်ထုပ်အနက်လောင်းကုတ်အနက်ကြီးဖြင့်မဟူယာမိုးမောင်အားထိတ်လန့်ပွဲမြင်တွေ့လိုက်ရလေလျင်အိပ်ရာထက်မှကောက်ခနဲထ၍မင်းမတူလေငါအခန်းထဲကိုဘလို့လို့ရောက်နေတာလဲဟုထိတ်လန့်ကြမေးလိုက်ပါတယ်ထိုအခါမဟူယာမိုးမောင်မှလည်းတတိဝင်လာလျက်တထေးကြီးဦးကျော်စန္တာ၏နှစ်ဖူးနေရာအားတနက်ဖြင့်အလင်းအမြန်ထောက်ချိန်လိုက်ကာအတန်မထွက်နဲ့ဦးကျော်စန္တာငြိမ်ငြိမ်လေးနေပါမဟုတ်ရင်ကျုပ်ကြည်စံကခမားရဲ့နှစ်ဖူးကိုဖောက်ဝင်သွားလိမ့်မယ်ဟုပြောပါတယ်မင်းဘာလိုချင်လို့လဲဟုတထေးကြီးဦးကျော်စန္တာကမေးလိုက်ပြန်လေလျင်မဟူယာမိုးမောင်ကအမှန်အတိုင်းပြောရရင်ခမားကိုတက်ပြီးခမားစီကရတနာမြေပုံကိုကျုပ်ယူဖို့ပဲဒါပေမဲ့ဟုဆိုကစကားကိုမိတို့ဆက်၍ပြောရမည်ကိုခိတ္တမြစဉ်းစားလိုက်ပါတယ်ထိုစဉ်တထေးကြီးဦးကျော်စန္တာက
မဟူရမိုးမောင်၏မျက်နှာကိုတေးချစွာအကဲခတ်ကြည့်ရှုလိုက်ပြီးမျက်နှာမှအံ့ဩဟန်ဖြစ်၍သွားပါတယ်။အဘဲကြောင့်ဆိုသော၎င်းအနှစ်နှစ်အလားလားရင်ထဲအသေးနှလုံးထဲတွင်ဆွဲတင်အမှတ်ရနေသောလူတစ်ယောက်၏မျက်နှာဖြင့်မဟူရမိုးမောင်၏မျက်နှာမှာခက်ဆင်ဆင်တူနေခြင်းကြောင့်ပင်ဖြစ်ပါတယ်။ထို့အတွက်တထေးကြီးဦးကျော်စန္ဒာကမင်းမတူလေလူလေးဟုမေးလိုက်မိပါတယ်။ထိုအခါတထေးကြီးဦးကျော်စန္ဒာပြောလိုက်သောလူလေးဟုသည့်အတုံးလုံးသည်မဟူရမိုးမောင်၏နားစီမှတစ်ဆင့်နှလုံးသားထဲထိတိုင်းရိုက်ခတ်သွားတဲ့ကဲ့သို့ခံစားလိုက်ရကစက္ကနဲဖြစ်သွားရပါတယ်။ထိုမှမဟူရမိုးမောင်၏အာယုန်ထဲ၌နှင်ပေါင်းများစွာကလူတစ်ယောက်၏အတန်နှင့်ရုပ်ရည်ကိုခက်ဝါးဝါအမှတ်ရလိုက်တဲ့ကဲ့သို့ဖြစ်၍သွားကတထေးကြီးဦးကျော်စန္ဒာ၏မျက်နှာကိုအံ့ဩစွာနေ၍ကြည့်မိပါတယ်။ထိုအချိန်တထေးကြီးဦးကျော်စန္ဒာကလည်းထိုနည်းသူသူ့၏မျက်နှာကိုအံ့ဩစရာဖြင့်နေ၍ကြည့်ရှုနေရမှလူလေးမင်းကငါရဲ့သားလေးမောင်မိုးမောင်များဖြစ်နေသလားမင်းရဲ့မျက်နှာဟာငါသားလေးမောင်မိုးမောင်နဲ့တိတ်တူတာပဲဟုဆိုလိုက်လေရင်မဟူရမိုးမောင်ကလည်းလွန်စွာမှအံ့ဩသွားဟန်မျိုးဖြင့်ကျုပ်စိတ်ထဲမှာလေခမည်းရဲ့မျက်နှာကိုမြင်ဖို့နေသလိုပဲခမည်းဟာကျုပ်ရဲ့အဖေဦးမြတာများလားဟုပြောလိုက်ပါတယ်ထိုအခါတထေးကြီးဦးကျော်စန္ဒာကဝမ်းသာအားရဖြင့်သိဟုတ်တာပေါ့ငါနာမည်ရင်းကမြတာပဲငါဆရာကိုဝါစိတ်နာမည်ပြောင်းခိုင်းလို့ဦးကျော်စန္ဒာဖြစ်သွားတာဒါဆိုမင်းဟာငါသားလေးမောင်မိုးမောင်ပေါ့ဟုတ်လားဝမ်းသာလိုက်တာဟုတ်ပါတယ်မင်းဟာငါသားလေးမောင်မိုးမောင်မှမောင်မိုးမောင်အစ်စ်ပါပဲအဖေရင်ထဲမှာအနှစ်နှစ်အလားလားမဆောက်နိုင်နဲ့မင်းရဲ့မျက်နှာလေးကိုအဖေဘယ်တော့မှမမေ့ဘူးတာလူလေးဟုဆိုကမဟူရမိုးမောင်ကိုတိုင်း၍ဖက်လိုက်ပါတယ်မဟူရမိုးမောင်၏လက်ထဲမှတနက်သည်လဲရမ်းမြင်ထက်သို့တောက်ခနဲလွတ်ကျသွားပါတယ်ထိုမှမဟူရမိုးမောင်ကလည်းတထေးကြီးဦးကျော်စန္ဒာအားပြန်လည်၍ပွေးဖက်လိုက်ကမှားတော့မလို့အဖေကျုပ်လည်းအဖေမျက်နှာကိုမြင်လိုက်ရကလေးကစိတ်ထဲမှာတမျိုးကြီးခံစားလိုက်ရတာဟုဆိုလိုက်ပါတယ်ဒါပေါ့လူလေးရဲ့တွေးကစကားပြောတာပေါ့ငါသားလေးကိုမသေးပဲအခုလိုပြန်တွေ့ရတာအဖေတော့တိတ်ဝမ်းသာတာပဲလူလေးရဲ့ဟုပြောဆိုကနှစ်ပေါင်းများစွာကွဲကွာနေခဲ့သောတားဖနှစ်ယောက်မှတယောက်ကိုတယောက်ဖက်လျက်မျက်ရည်များဖြိုင်းစီးကြလာပါတော့တယ်ထိုနောက်မှတထေးကြီးဦးကျော်စန္ဒာက၎င်းတို့ရွာကလေးအားတောင်းကျမ်းသူများမိရှို့ဖျက်ဆီးခဲ့စဉ်ကအကြောင်းများကိုပြန်လည်ပြောလျက်အဲ့ဒီအချိန်တုန်းကမင်းညီမလေးနန်းဤဝေကိုပဲအဖေအရကဲဆယ်နိုင်ခဲ့ပြီးဒီပကုတ်ဘက်ကိုရောက်လာခဲ့တယ်လူလေးကိုအဖေကတောင်းကျမ်းသူတွေလက်ချက်နဲ့တီဗီပဲမှတ်တာကိုအဲ့ဒီနောက်တော့အဖေဟာမင်းညီမနောင်ကြီးအတွက်နောက်ထပ်အိမ်တော်တစ်ခုပြုတ်ခဲ့ရတယ်သူကလည်းမင်းညီမလေးကိုသမီးအရင်လိုပဲချစ်ရှာပါတယ်နောက်တော့အဖေဟာသူတို့သားအမိကိုအိမ်မှာထားပြီးအထက်ဘက်ကိုစီးပွားရှာထက်ခဲ့တယ်ကချင်ပြည်နယ်ဘက်ဆိုပါတော့ကွယ်အဲ့ဒီမှာမိတ်ဆွေနှစ်ယောက်နဲ့အတူကြောက်တွင်းတူးတဲ့အလုပ်တွေလုပ်ကန်ရင်းနဲ့ကြောက်တွင်းအောင်ပြီးချမ်းသာလာခဲ့တော့တာပဲနောက်အဖေတို့ဟာရတနာတွင်းတစ်ခုကိုတွေ့ခဲ့ကြတယ်ရတနာတွင်းဆိုတာအမှန်တော့ရှေးဟောင်းရတနာတိုက်တစ်ခုပါဒါပေမဲ့အဖေတို့ဟာအဲ့ဒီရတနာတိုက်ကြီးကိုတူးဖော်ဖို့အခွင့်အရေးမရခဲ့ကြဘူးကြောက်တွင်းပိုင်းအစိုးရအရာရှိတွေတီးသွားကြရင်အသိခံကြရတယ်လေဒါနဲ့အဖေတို့ဟာတွေ့ခဲ့တဲ့ရတနာတိုက်ကြောက်တွင်းကိုငကူအတိုင်းမတိအောင်ပြန်ပြီးဖုံးထားခဲ့ကြပြီးမြေပုံအမှန်အသားနဲ့လှုပ်ဝက်ပြီးထားခဲ့ကြတယ်နောက်အခက်အခြေအနေတွေပြောင်းသွားမှအခြေအနေကြည့်ပြီးတူးဖော်ယူကြမယ်ပေါ့ကွယ်ဒါပေမဲ့အခုတော့အဖေရဲ့မိတ်ဆွေနှစ်ယောက်ဟာလည်းမရှိရှာတော့ဘူးမြေပုံကတော့အဖေလက်ထဲမှာကြံနေခဲ့တယ်အခုလူလေးကိုခိုင်းခဲ့တဲ့ကြောင်နယ်ဂိုင်းကလူကြီးနေတာအဲ့ဒီမြေပုံပေါ့ကွယ်သူတို့ဟာဒီမြေပုံအတွက်နဲ့အဖေနောက်ကိုနီးမျိုးမျိုးနဲ့လိုက်နေကြတဲ့သူတွေပေါ့ဒါနဲ့လူလေးကရောဘလို့ဖြစ်ပြီးဒီအဖွဲနဲ့ပတ်သက်နေတဲ့လူတစ်ယောက်ဖြစ်နေကြရတာလေလူလေးရဲ့ခုပြောဆိုမေးမြန်းလိုက်လေရာမဟူရမိုးမောင်ကလည်း၎င်းအားတောင်းကျမ်းသူခေါင်းဆောင်မှမွေးစားခဲ့ကမဟူရမိုးမောင်ဟူသောကြေးစားလူသက်သမားတအုပ်ဘဝသို့ရောက်ရှိခဲ့ကြောင်းကျောင်းနှံဂိုင်းခေါင်းဆောင်ဦးတိုင်ဆိုမှ၎င်းအသက်ကိုကယ်ဆယ်ကရင်းနှီးခဲ့ကြောင်းယခုအချိန်နဲ့မူကျောင်းနှံကြီးမှရတနာမြေပုံကိုအရယူပေးရန်စီကမ်းခဲ့ကြောင်းများကိုပြောပြ၍ဒါပေမဲ့အခုတော့ဘာမှမဟုတ်ပါနဲ့တော့အဖေရဲ့ကျုပ်တယောက်လုံးရှိနေမှတော့ဒီလူတွေအဖေကိုလက်ဖြားလေးနဲ့တောင်တိုးလို့မရတော့ဘူးဒါနဲ့ညီမလေးနန်းဤဝေရောအဖေသူရောဗမာလေးအခုခုရမေးမြန်းလိုက်ပါတယ်ထူအခါဦးကျော်စန္ဒာကမင်းညီမလေးရှိပါတယ်လူလေးရဲ့အခုသူရန်ကုန်မှာကျောင်းတက်နေလေရဲ့ဒီနှစ်သူစီနီယာတန်းနောက်ဆုံးနှစ်လေမကြခင်ပြန်လာတော့မယ်သမီးလေးလည်းသူ့အကူမသေးသေးဘူးဆိုတာသိရင်ဘလောက်ဝမ်းသာရှာမလဲမသိဘူးကဲလူလေးအခုချိန်လူလေးဘယ်ဘဝရောက်အဖေတို့ညီမလေးတို့နဲ့အတူနေတော့မယ်မဟုတ်လားခုပြောဆိုမေးမြန်းလိုက်လေမဟူရမိုးမောင်မှငိုင်းသွားလျက်အခုလောလောဆယ်တော့အဖေတို့နဲ့အတူနေဖို့မဖြစ်နိုင်သေးဘူးအဖေကျုပ်မှအဖေတို့အတွက်လှုပ်စီရလေးတွေရှိသေးတယ်
ကျောင်းနဲ့ဂိုင်းနဲ့လေကျုပ်စင်းရှင်းရလိမ့်မယ်ပြီးတော့အခုအချိန်မှာအဖေရဲ့သားဟာပလိတ်ဘက်ကလူတွေစုတွေထုတ်ထားတဲ့မဟူယာမိုးမောင်ဆိုတဲ့လူစိုးကြီးဖြစ်နေတာလေအဖေသတိထားအောင်ဘာပဲဖြစ်ဖြစ်နောက်တော့ကျုပ်တို့မိသားစု၃ယောက်အတူနေနိုင်အောင်ကျုပ်ကြိုးစားပါမယ်အဖေရဲ့ခုပြောဆိုကဖခင်ဖြစ်သူတထေးကြီးဦးကျော်စန်းသားအားနှစ်သိမ့်လျက်နှုတ်ဆက်မှာကြားကအိမ်ခန်းအတွင်းမှပေါ်ပါစွာထွက်ခွာလျက်ပျောက်ကွယ်သွားပါတော့တယ်ထိုအချိန်တထေးကြီးဦးကျော်စန်းသားတစ်ဖြစ်လေဦးမြတာကကံကြမ္မာဤစံကျဲလုံးပုံကြောင့်စကားမပြောနိုင်အောင်ပင်ဖြစ်၍ကြံရစ်ခဲ့ရပါတယ်မဟူယာမိုးမောင်မှလည်းမမျော်လင့်သောအချိန်တွင်မှနှစ်ပေါင်းများစွာကွဲကွာနေခဲ့သောအဖေဖြစ်သူနှင့်မြမလေးအားရုတ်တရက်ပြန်လည်ဆုံတွေ့လိုက်ရသဖြင့်အံ့ဩဝမ်းသာဖြစ်ခဲ့ရတော်လေလက်ရှိအခြေအနေအရမူရှင်းပြရမည့်ပြဿနာများမှာအလွယ်ကူလှကြောင်းစဉ်းစားမိလိုက်သဖြင့်တက်ပြင်းမောများကိုအချင်းချင်းချနေမိပါတယ်သူရ၌နောက်တစ်နေ့နနက်တွင်မူမဟူယာမိုးမောင်သည်ကျောင်းနှံဂိုင်းကောင်းဆောင်ဦးတိုက်စိုးထံသို့စာတစောင်ကိုရေးသား၍လျှို့ဝှက်စွာပို့လိုက်တော့ရာ၎င်း၏စာမှာသူ့ကျောင်းနှံကြီးဦးကျော်စန်းသားနှင့်ပတ်သက်သမျှကိစ္စအလုံးကိုအခုချိန်ကစပြီးမြစ်ပြလိုက်ပါသူ့ကိုလက်ဖျားနှင့်ပင်တိုးဖို့မစင်စားပါနဲ့အကယ်၍ကျုပ်ပြောသည့်အတိုင်းမလိုက်နာပါလျင်မဟူယာမိုးမောင်နှင့်ကျောင်းနှံဂိုင်းသည်ရန်သူများဖြစ်သွားပါလိမ့်မည်မဟူယာမိုးမောင်ဟူ၍ဖြစ်ပါတော့သည်ကျောင်းနှံဂိုင်းကောင်းဆောင်ဦးတိုက်စိုးမှအထက်ပါအကြောင်းအရာများကိုကျွန်ုပ်အားပြောပြပြီးနောက်တူတူပြောရရင်မဟူယာမိုးမောင်ဟာအဲ့ဒီစာတစောင်ကိုကျုပ်စီပို့ခဲ့ပြီးနောက်ကျုပ်တို့နဲ့ရန်သူဖြစ်သွားတော့တယ်ကျုပ်လည်းအစကတော့ဘလို့မှနားမလည်ဘူးနောက်မှတိုက်တိုက်ဆိုင်ဆိုင်တထေးကြီးဦးကျော်စန်းသားဟာမိုးမောင်ရဲ့ကွဲကွာနေတဲ့အဖေဆိုတာသိလိုက်ရတာကိုဘာပဲဖြစ်ဖြစ်ကျုပ်အနေနဲ့ကလည်းအချိန်ရောငွေကြေးတွေရောအကုန်ကြခံပြီးလိုက်ခဲ့ရတဲ့ရတနာမြေပုံကိစ္စကိုတော့ဒီတိုင်းလက်လွတ်ခံလို့ဖြစ်မလားဒါနဲ့နောက်ဆုံးကျုပ်အဖွဲ့တွေနဲ့မဟူယာမိုးမောင်ဟာဒီကိစ္စအတွက်နဲ့တိုက်ခိုက်ခဲ့ကြတယ်ဒါပေမဲ့မဟူယာမိုးမောင်ရဲ့အစမ်းအစကတီးတဲ့အတိုင်းအံ့ဩစရာကောင်းလွန်းလောက်အောင်ပြည့်ဝနေတော့ကျုပ်လူတွေဟာအမြဲတမ်းအရှုံးနဲ့ပဲရင်ဆိုင်ခဲ့ကြရတယ်အမှန်အတိုင်းပြောရရင်လေကျုပ်ကိုယ်တိုင်တောင်မဟူယာမိုးမောင်ရဲ့အစွမ်းအစကိုရင်ဆိုင်ဖို့မဝင်ပါဘူးဒါပေမဲ့ရတနာမြေပုံကိုသာရရင်ကျုပ်တို့အတွက်ကမ္ဘာအချမ်းသာဆုံးတထေးကြီးတွေဖြစ်သွားနိုင်တာဆိုတော့မဟူယာမိုးမောင်ကိုမဖြစ်တဲ့နည်းနဲ့အနာယူပြီးသူ့အဖေတထေးကြီးဦးကျော်စန်းသားလက်ထဲကရတနာမြေပုံကိုအရယူဖို့ကျုံမှကြံစီခဲ့ရတော့တယ်အဲ့ဒါကတော့တစ်ဖက်လက်နဲ့ပလိတ်ဘက်ကိုမဟူယာမိုးမောင်ရဲ့တရင်ကိုပေးပြီးကျုပ်တို့အဖွဲ့တွေနဲ့ပါပေါင်းပြီးညှက်ပူးညှက်ပိတ်လုပ်ကြံခဲ့တာပဲကောက်ကျစ်တယ်ပဲဆိုရုံမာတယ်ပဲပြောမတတ်နိုင်ဘူးလေဒါနဲ့တောင်မဟူယာမိုးမောင်ကိုလွယ်လွယ်နဲ့အနိုင်ယူခဲ့တာမဟုတ်ဘူးရန်ကုန်မှာရှိနေတဲ့သူ့ညမနန်းရီဝေကိုတစားကန်ထောင်ချောက်ဆင်ပြီးဖမ်းခဲ့မှရတာသူဟာသူ့ညမနဲ့အဖေအတွက်ကျုပ်တို့အဖွဲ့တွေနဲ့ပလိတ်တွေလက်ထဲမှာအတီးကန်သွားခဲ့တော့တာပဲအဲ့ဒီမှာသူတည်သွားခဲ့ပေမဲ့ကျုပ်အတွက်အခက်အခဲတစ်ခုကဖြစ်ကြံခဲ့ပြန်တယ်အဲ့ဒါကတော့ကျုပ်တို့နဲ့မဟူယာမိုးမောင်တို့တိုက်ပွဲကြမှာတထေးဦးကျော်စန်းသားဟာလည်းတနက်ကြည်စံမှန်ပြီးတည်သွားခဲ့တာပဲဒီတော့သူ့စီမှာရှိနေတဲ့ရတနာမြေပုံကိစ္စဟာအဲ့ဒီမှာလမ်းစွာပြတ်သွားခဲ့တယ်လို့ဖြစ်ခဲ့ရတယ်တကယ်လို့ရတနာမြေပုံကိုရခဲ့ရင်ကျုပ်တို့ဟာပြောခဲ့တယ်လို့ကမ္ဘာအချမ်းသာဆုံးတထေးကြီးတွေဖြစ်သွားမှာအမှန်ပဲအခုကျုပ်ဒေါက်တာစီလာခဲ့တာတော့အဲ့ဒီကိစ္စကိုစီးနွေးတိုင်ပင်ရအောင်လာခဲ့တာပဲဟုပြောလျာကျွန်ုပ်မှနားမလဲနိုင်စွာဖြင့်အဲ့ဒီကိစ္စကိုကျုပ်အနေနဲ့ဘလို့ကူညီနိုင်မှာမို့လေဦးတိုက်ဆိုဥယျာဉ်မေးလိုက်ပါတယ်သူအခါကြောင်နဲ့ဂိုင်းကောင်းဆောင်ဦးတိုက်ဆိုကထူးခြားသောအပြုံးတစ်ခုကိုပြုံး၍ကျုပ်ကတော့ဒေါက်တာအနေနဲ့ဒီကိစ္စကိုကူညီပေးနိုင်လိမ့်မယ်လို့အများကြီးထင်ထားတယ်ဘာဖြစ်လို့လဲဆိုရင်ဒေါက်တာဟာလူတစ်ယောက်ရဲ့အုံနောက်ကိုအခြားလူတစ်ယောက်ရဲ့ခေါင်းထဲကိုပြောင်းရွှေ့ထည့်ပေးတဲ့စမ်းသပ်ချက်ကိုတန်းတက်နေတာမဟုတ်လားကျုပ်အနေနဲ့ဒေါက်တာရဲ့အကြောင်းတွေကိုလည်းအကုန်သိထားပြီးပါပြီဒီတော့ဒေါက်တာရဲ့ကျုပ်စဉ်းစားမိတာတကယ်လို့များရတနာမြေပုံဗမာရှိရဆိုတာကိုသိထားတဲ့တထေးကြီးဦးကျော်စန်းသားနဲ့မဟူယာမိုးမောင်တို့အုံနောက်တစ်ခုခုကိုအခြားလူတစ်ယောက်ရဲ့ခေါင်းထဲကိုဒေါက်တာပညာနဲ့ထည့်ပေးနိုင်မယ်ဆိုရင်အဲ့ဒီလူကရတနာမြေပုံရှိတဲ့နေရာကိုသိနိုင်မှာပဲလို့ကျုပ်ထင်တယ်ဥ၍ဆိုလိုက်လျာကျွန်ုပ်မှအံ့အားသင့်လျက်ခမားကကျုပ်အကြောင်းတွေကိုဘလို့လို့သိနေတာလဲဟုမေးမြန်းလိုက်ပါတယ်အဲ့ဒါတွေကိုမေးမနေပါနဲ့တော့ဒေါက်တာကျုပ်အဖွဲ့တွေကမြန်မာပြည်မှာနေမကဘူးအိန္ဒိယနဲ့အင်္ဂလန်တွေမှာပါရှိတယ်ဒါမျိုးဆိုရင်ဒေါက်တာသဘောပေါက်ပါအခုလောလောဆယ်ကျုပ်စဉ်းစားထားတဲ့အတိုင်းဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုကျုပ်သိချင်တယ်အဲ့ဒါကိုပဲဒေါက်တာအဖြေပေးပါတကယ်လို့ဒီကိစ္စကိုသာဒေါက်တာစွမ်းဆောင်ပေးနိုင်မယ်ဆိုရင်ဒေါက်တာအတွက်ရရှိမယ့်အကျိုးမြတ်ကရန်နာတိုက်ရဲ့သုံးပုံတစ်ပုံပဲဖြစ်မယ်လို့ကျုပ်ကတိပြုပါတယ်ဒါဟာဒေါက်တာအနေနဲ့တက်ခွဲကန်တစ်ခုတည်းမကဘူး10ခုလောက်တိဆောက်ပြီးဘာမှမလုံမကန်ရဘဲနဲ့တသက်တာဒေါက်တာဝါသနာပါတဲ့ဒီပညာသူတေသီလုပ်ငန်းကိုလုပ်ချင်တယ်လို့လုပ်ခွင့်ရမယ်
တသက်လုံးသုံးမကုန်နိုင်တဲ့ငွေကြီးနဲ့ချမ်းချမ်းသာသာလေးနေထိုင်နိုင်သွားမယ်ဘလို့လဲဒေါက်တာခု၍ဦးတိုက်စိုးကမီးမြန်းလိုက်ပြန်ရာကျွန်ုပ်မှစဉ်းစားသွားလျက်ခမည်းပြောတာဖြစ်နိုင်ကြတော့ရှိပါတယ်ဒါပေမဲ့တည်သွားပြီးတဲ့လူရဲ့အုံနောက်ကို24နာရီမကျော်ခင်ထုတ်ယူနိုင်မှာဖြစ်တာခုပြောလိုက်ပါတယ်ထိုအခါဦးတိုက်စိုး၏မျက်လုံးများမှာအယောင်များတလက်လက်ဖြစ်သွားလျက်ဒီလိုဆိုဖြစ်နိုင်တယ်ပေါ့ဟုတ်လားဒေါက်တာအခုမဟူယာမိုးမောင်တို့အလောင်းတွေဟာလေ24နာရီမကျော်သေးပါဘူးမင်းညက12နာရီကျော်လောက်မှကျုပ်တို့တိုက်ပွဲဖြစ်ခဲ့ကြတာလူစိုးကြီးမဟူယာမိုးမောင်ကိုအသေးဖမ်းမိပြီဆိုတဲ့သတင်းတောင်မနှက်ပြန်မနှက်သတင်းစာတွေမှာမှဖော်ပြကြမှာအခုကျုပ်တို့စီမှာဦးကျော်စန္ဒာနဲ့မဟူယာမိုးမောင်တို့ရဲ့အလောင်းတွေရှိနေသေးတယ်ဦးကျော်စန္ဒာရဲ့အလောင်းကတော့ဦးကောင်းမှတနက်တန်ရာရခဲ့လို့မဖြစ်နိုင်တော့ဘူးမဟူယာမိုးမောင်ရဲ့အလောင်းအုံနောက်ကတော့မပြတ်စည်းသေးဘူးကျုပ်အနေနဲ့သေယုံကသူ့အလောင်းကိုအခြားအလောင်းတစ်လောင်းနဲ့လဲပြီးဒေါက်တာစီအရောက်ပို့ပေးဖြစ်မလားခု၍မင်းမြတ်လိုက်လေရန်ကျွန်ုပ်မှဆုံးဖြတ်ပြီးသည့်အတိုင်းခမည်းဘက်ကပြပြရှိဖို့တော့လိုမယ်နော်ဦးတိုက်စုကျုပ်ဘက်ကတော့ခမည်းပေးတဲ့ဂရီကိုယုံကြည်ပြီးအစွမ်းကုန်ကြိုးစားကြည့်ပါမယ်ဟုပြောလိုက်ပါတယ်ဒီတို့ဖြင့်ကျွန်ုပ်သည်ကျောင်းနှံဂိုင်းကောင်းဆောင်ဦးတိုက်စုမှဂရီပေးခဲ့သောရန်နာမြေပုံ၏သုံးပုံတစ်ပုံကိုပိုင်ဆိုင်ခွင့်ရမည်ဟုသည့်မလုံးတစ်ခုဖြင့်၎င်းမှလျှို့ဝှက်စွာယူလာပေးခဲ့သောလူဆိုးကြီးမဟူယာမိုးမောင်၏အလောင်းမှအုံနောက်ကိုညာတွင်ချင်းပင်ခွဲစိတ်ထုတ်ယူခဲ့ပါတယ်လူဆိုးကြီးမဟူယာမိုးမောင်၏အုံနောက်အားတလားခန့်မပြန်မစည်းဘဲထားနိုင်သည့်ကျွန်ုပ်တီထွင်ဖော်ဆက်ထားသောဓာတ်ဆေးရည်ဖန်ပြူတစ်ခုအတွေ့တိမ်စီပြီးသောအခါနနက်ပင်အာယုံပြူပြီးဖြစ်ပါတယ်ကျွန်ုပ်သည်တညာလုံးပင်ဓာတ်ခွဲခန်းအတွင်ဆေရောကိုပါအပင်ပန်းခံ၍လှုပ်လှုပ်ခဲ့ရပါတယ်ထို့မှလူဆိုးကြီးမိုးမောင်၏အုံနောက်အားတက်ရှိလူသားတစ်ယောက်၏ဦးခေါင်းအတွင်ပြောင်းလဲထည့်သွင်းနိုင်ရန်လူသားသားကောင်တစ်ယောက်ကိုရှာဖွေရအောင်မည်ဖြစ်ပါတယ်ထိုကိစ္စမှာလည်းချီချီမြင့်မြင့်စဉ်းစားကြည့်လျင်လွယ်ကူသောအလုပ်မဟုတ်ပါအရင်ဆုံးဆိုရပါလျင်လူတစ်ယောက်အားတက်ဖြတ်၍24နာရီအတွင်းအုံနောက်ကိုဖယ်ထုတ်ကလူဆိုးကြီးမဟူယာမိုးမောင်၏အုံနောက်ကိုထည့်သွင်းပေးရမည်ဖြစ်ပါတယ်ကျွန်ုပ်ဒီသားကောင်ရှာဖွေရမည်အလုပ်အတွက်များစွာအုံနောက်စားခဲ့ရပြန်ပါလေအကယ်၍ပြီးမှုမရှိပါကလူတက်မှုဖြင့်ကျိုးစင်တို့တက်ရမည့်အခြေအနေပင်ဖြစ်ရာကျွန်ုပ်မှာထိုအလုပ်အတွက်ရင်တစ်ထိပ်ထိပ်ဖြင့်ရှိရပါတယ်ထိုအခါကျွန်ုပ်၏အလုပ်အတွက်ကျောင်းနှံဂိုင်းကောင်းဆောင်ဦးတိုက်ဆိုးမှငွေရေးကြီးအစားအရာရာကူညီပေးသည့်အပြင်သားကောင်ရှာဖွေရမည့်အလုပ်ကိုလည်းကူညီပေးခဲ့ပါတယ်သို့သောကန်ဆိုးလာစွာပင်၎င်းရှာဖွေပေးခဲ့သောသားကောင်များမှာတနည်းမဟုတ်တနည်းဖြင့်ချွေရွေးနေခြင်းကြောင့်အုံနောက်အစားထိုးထည့်သွင်းရမည့်ကိစ္စမှာကြာရှည်လာခဲ့ပါတယ်ထိုအခါဦးတိုင်ဆိုးမှပို့ပေးခဲ့သောသားကောင်လူသေးအလောင်းများမှာအဘယ်ကဲ့သို့ချွေရင်းနေကြသည်ကိုဥပမာတစ်ခုပြောပြရပါလျင်ပထမအလောင်းမှာလေဘင်းအားညှစ်ကတက်ဖြတ်ထားခြင်းကြောင့်အုံနောက်သွေးကြောများအတွင်သွေးခဲများဖြင့်ပြည့်နေကခွဲစိတ်ပြုပြင်ဆက်တောက်၍အခက်အခဲကြုံတွေ့ကြရခြင်းကြောင့်ပင်ဖြစ်ပါတယ်။မိတို့ပင်ဖြစ်စေဦးတိုင်ဆိုအနေဖြင့်လည်းလူတစ်ယောက်အားချက်ကလေးငှက်ကလေးကဲ့သို့တယောက်ပြီးတယောက်တက်ဖြတ်၍ကျွန်ုပ်ထံပို့ပေးရန်မှမဖြစ်နိုင်ပါကြီး။ထိုအချိန်၌ပင်လည်းကျွန်ုပ်အတွက်ကံကောင်းစေမည့်ခြေနေတစ်ခုဖန်လာပါတယ်။၎င်းမှာအိန္ဒိယတွင်ကြံရစ်နေခဲ့သောကျွန်ုပ်၏တမန်ဖြစ်သူအလီဒီကျွန်ုပ်ထံသို့ရောက်ရှိလာခြင်းပင်ဖြစ်ပါတယ်။ထိုအခါကျွန်ုပ်၏လုပ်ငန်းအခက်အခဲ၌လူဆိုးကြီးမဟူယာမိုးမောင်၏အုံနောက်အိမ်ဖြင့်အလောတော်အစင်တင်ကိုက်ညီမိဦးကောင်းကုန်အိမ်သို့မဟုတ်ဦးကောင်းမျိုးရှိမိသားကောင်မျိုးဖြစ်ရန်လည်းလိုအပ်နေရခြင်းဖြစ်ရာအလီမာအရန်မောင်းအားဖြင့်ကံအားလျော်စွာပင်လူဆိုးကြီးမိုးမောင်နှင့်တူညီနေသည့်အပြင်၎င်း၏ဦးကောင်းပုံပန်းတံဖြင့်တူညီနေခြင်းပင်ဖြစ်ပါတယ်။လူတစ်ယောက်ချင်း၏ဦးကောင်းတံများကတဦးနှင့်တဦးတူညီခြင်းမရှိပါ။ဦးကောင်းချုံဦးကောင်းဝိုင်းဦးကောင်းပြားဆင်ဦးကင်းတံဦးကောင်းစသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ကျွန်ုပ်သည်အလီရောက်ရှိလာခြင်းအပေါ်များစွာဝမ်းသာသွားခဲ့ရပါတယ်။ကျွန်ုပ်သည်၎င်းအားလွန်စွာမှမုန်းတီးသည့်အပြင်ကျွန်ုပ်၏သမီးကလေးရှိ၏အတွက်၎င်းအားလောကကြီးအတွင်းမှထုတ်ပယ်ပြည့်ရန်အတွက်ပင်စဉ်းစားခဲ့ဘူးလျာကျွန်ုပ်လိုအပ်လျက်ရှိသောသားကောင်နေရာတွင်အလီအားအစားထိုး၍တစ်ချက်ခုတ်နှစ်ချက်ပြတ်စီစဉ်ရန်စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ဤသို့ဖြင့်တရွတ်တွင်မူကျွန်ုပ်သည်အလီအားလှုပ်ကြံတက်ဖြတ်ရန်သမီးဖြစ်သူအားမန္တလေးမြို့ရှိမိတ်ဆွေတဦးနေအိမ်သို့အလဲအပတ်ပို့ထားလိုက်ပါတယ်။ထိုမှအလီအားလှုပ်ကြံတက်ဖြတ်၍သမီးပြန်ရောက်လာသောကျွန်ုပ်နှင့်စကားများ၍အိန္ဒိယသို့ပြန်သွားကြောင်းလိမ်လည်ပြောဆိုလိုက်ပါတယ်။သမီးဖြစ်သူမှလည်းကျွန်ုပ်၏စကားကိုကောင်းစွာယုံကြည်သည်ဖြစ်၍စိတ်မကောင်းဖြစ်ယုံမှအပကျွန်ုပ်စီစဉ်ထားသောကိစ္စများတွင်အေဂျင့်လေကူစွာပင်ပြီးဆုံးခဲ့ပါတယ်။ထိုအခါမှကျွန်ုပ်သည်တပည့်ဖြစ်သူမိုးရွတ်ခန်အားနှုတ်လုံးရန်သတိပေးလျက်မိတိုက်ခန့်အတွင်လျှို့ဝှက်စွာထားရှိသောအလီ၏အလောင်းကိုခွဲစိတ်ကမဟူယာမိုးမောင်၏အုံနောက်အိမ်ကိုအစားထိုးထည့်သွင်းရန်ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ကျွန်ုပ်သည်နှုတ်နယ်သေးမြင်လှသော
အာယုံခံအုံနောက်သွေးကြောလေးများကိုအထူးသတိပြုကိုင်းတွယ်၍သိရှိစွာဆက်တောက်ရပါတယ်။အလုံးစုံခွဲစိတ်ထည့်သွင်းနိုင်ရန်3ရက်ခန့်မအိပ်မနီစူးစမ်းပြီးသောအခါနောက်ဆုံးအဆင့်ဖြစ်သောအလောင်းကြီးအားလျှက်စီးတတ်ဖြင့်ဇီဝကမ္မအသက်သွင်းရန်အချိန်ကိုစောင့်ရပါတယ်။ထိုအခါများစွာမစောင့်ရဘဲတညတွင်မူလေရောမိုးပါတဲထန်စွာရွာသွန်းခဲ့ပါတယ်။ကောင်းကင်ရန်၌လျှက်စီးတို့သည်တဝင်းဝင်းမိုးထိတ်ချုံတန်တို့သည်တအုံအုံဖြင့်ကြောက်မက်ခွဲကောင်းလာပါတယ်။ထိုအချိန်ကျွန်ုပ်နှင့်ဝရုခန်တို့နှစ်ဦးသည်ကြောက်လက်ရမ်းမင်းသတိမရကြဘဲတခွဲကန်းကြီးအတွင်လျှက်စစ်ဝိုင်ယာကျိုးမြင့်များစွာဖြင့်ချိတ်ဆွဲတက်ဆင်ထားသောအလီအလောင်းကြီးကိုသာလျှင်မမိတ်မတုံဖြင့်ကြည့်ရှုနေကြပါတယ်။တရှိတွင်မူကြီးမားလွန်းလာသောလျှက်စီးချောင်းကြီးနှင့်အတူနားကွဲလူမတက်ကျဲလောင်လွန်းလာသောမိုးချင်းတန်ကြီးတစ်ခုသည်ထွက်ပေါ်လာလျက်လျှက်စီးချောင်းတစ်ခုသည်ကျွန်ုပ်ဆက်သွယ်ထားသောဧရိယာတိုင်းထိပ်ဖျားမှတဆင့်စီးဝင်လာပါတယ်။ထိုအခါဧရိယာတိုင်းနှင့်တဆက်တည်းဆက်သွယ်ထားသည့်လျှက်စစ်တကြိုးများတစ်လျှောက်ပါလျှက်စီးတက်များစီးဝင်လာလျက်အလီအလောင်းကြီးမှာတဆက်ဆက်တုံရည်နေပါတော့တယ်။ထိုအချင်းရာကိုကြည့်ရှု၍တတိကောင်းလာသောဝရုခံမင်းလျင်ကျွန်ုပ်၏လမ်းပေါင်းကိုလာဖက်လျက်ဆရာအလောင်းကြီးလှုပ်လာပြီ။ဟူ၍တုံးလှုပ်စွာပြောလာလျာကျွန်ုပ်မှလျှက်စစ်တက်တွေစီးဝင်နေလို့လှုပ်တာပါဝရုခံရဲ့လူတယောက်တက်လိုက်နေသလိုပေါ့ကွာ။ဟူ၍ပြောဆိုလိုက်ရပါတယ်။အမှန်ပင်ခန္ဓာကိုယ်အလှန့်လျှက်စစ်တကြိုးများဖြင့်တွေ့တန်းထားသောအလီအဝိမဲ့အလောင်းကြီးကတစ်ချက်ထက်ခိုးမြန်ပရင်းပေါက်မှတဆင့်ဝင်ရောက်လာသောလျှက်စီးရောင်များအောက်၌ကြောက်မက်ဖွဲကောင်းလာပါတယ်။ထိုအခါလျှက်စီးဝင်မှု၏အခြေအနေမှာလည်းကျွန်ုပ်ခံမှန်းထားသည့်ထက်ပင်ရှည်လျားလွန်းလာပါတယ်။ကျွန်ုပ်သည်ကြောက်မက်ဖွဲကောင်းလွန်းလာသောအလီအလောင်းကြီးအားစိုးကျိန်စွာကြည့်ရှုနေမိပါတယ်။ထိုအချိန်၌ပင်လည်းကျွန်ုပ်၏တပည့်ဖြစ်သူမုရုခံစီမှဆက်စရာအလောင်းကြီးလက်တွေလှုပ်လာပြီးဟူ၍အထိတ်တလန့်အော်ဟစ်တန်းကြောင့်ကျွန်ုပ်လည်းအလောင်း၏လက်များကိုကြည့်ရှုလိုက်လျာဝရုခံပြောတဲ့ကဲ့သို့ပင်လက်ချောင်းများမှာတဆက်ဆက်ဖြင့်လှုပ်ရှားလာသည်ကိုအံ့ဩထိတ်လန့်ပွဲတွေ့မြင်လိုက်ရပါတယ်။ထိုအချင်းရာကိုမြင်တွေ့လိုက်ရသည်နှင့်ကျွန်ုပ်သည်အလောင်းကြီး၏ခန္ဓာကိုယ်တစ်လျှောက်၌ဇီဝကမ္မဓာတ်ပြောင်းလဲမှုများဖြစ်ပေါ်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။ထို့အတွက်ကျွန်ုပ်သည်အလောင်းကြီးအားထိန်းချုပ်နိုင်ရန်ဝရုခံကိုအမိန့်ပေးလိုက်ပါတယ်။သူ့ရာ၌ကျွန်ုပ်၏အမိန့်ပေးမှုသည်မြောင်းစွာနောက်ကျသွားပြီဖြစ်ပါတယ်။ထိုအချိန်၌ပင်အတက်တက်ဝင်လာပြီဖြစ်သောအလောင်းကောင်ကြီးမှမျက်လုံးများသည်ရုတ်တရက်ဖြတ်ခနဲပွင့်လာကကြောက်မက်ဖွဲအတန်ကြီးပြု၍ကုန်းထလာပါတယ်။ထိုအခါအလောင်းကြီး၌ဆက်သွယ်ထားသောလျှက်စစ်ကြိုးများသည်လည်းပြတ်တောက်ကုန်၍လျှော့ဝင်လျက်တစ်ဖြက်ဖြက်ဖြင့်မီးများလွတ်ထွက်ကုန်ရမှကြိုးများတစ်လျှောက်မီးများလောင်ကျွမ်းသွားကြပါတယ်။ကျွန်ုပ်နှင့်ဝရုခံတို့နှစ်ဦးမှလည်းထိတ်လန့်တကြားဖြင့်နောက်သို့ခြေလန်းနှလန်းစီမျှဆုပ်လိုက်မိပါတယ်။မီးလောင်တကြိုးများကြားမှအတန်ဝင်လာသောအလောင်းကြီးကအံ့ဩထိတ်လန့်ပွဲခြေလန်းလေးကြီးများဖြင့်ရှောက်သွားနေပါတယ်။ထို့နောက်တွင်မူအတန်ဝင်လာပြီးဖြစ်သောအလောင်းကောင်ကြီးသည်ဓာတ်ခွဲကန်းလှေကားမှတဆင့်အပြင်ဘက်စီသို့ပြေးထွက်သွားပါတယ်။၎င်းသည်ပိတ်ထားသောတကားကိုပင်တက်တဲ့ကြီးဝင်တိုး၍ပွင့်ထွက်ကျိုးပြတ်သွားသောတကားမှတဆင့်အပြင်ဘက်သို့ပြေးထွက်သွားပါတယ်။ထိုအချိန်ကျွန်ုပ်နှင့်ဝရုခံတို့နှစ်ဦးမှကတကြိုးများမှတဆင့်လောင်ကျွမ်းလျက်ရှိသောမီးများကိုတခွဲကန်းအနှံ့မလောင်ကျွမ်းစေရန်နှိမ့်သက်နေရင်ကြံရစ်ခဲ့ရပါတယ်။ကျွန်ုပ်၏အေယာမစမ်းသက်ချက်ကြီးကအောင်မြင်ခဲ့တော်လဲကျွန်ုပ်၏ပေါ်စားမှုတစ်ခုကြောင့်အတန်ဝင်လာသောအလောင်းကောင်ကြီးမှလွတ်မြောက်ထွက်ပြေးသွားခဲ့ပြီဖြစ်ပါတယ်။နောက်ဖြစ်ပေါ်လာမည့်အကျိုးဆက်များကိုကမိတို့ခံမှန်းရမည်မသိနိုင်ပါကကျွန်ုပ်သည်လူဆိုးကြီးမိုးမောင်၏အုံနောက်ထဲသွင်းထားခဲ့သောအလီ၏အလောင်းကောင်ကြီးအားလွတ်မြောက်သွားပြီးနောက်မိကဲ့သို့အကျိုးဆက်များဖြစ်ပေါ်လာမည်ကိုရင်တထိတ်ထိတ်ဖြင့်စောင့်မျှော်နေရပါတယ်။ထိုအခါကြောင်နှံခိုင်းကောင်းဆောင်ဦးတိုင်ဆိုအားမူမိလောင်၍ပျက်စီးသွားသောတက်ခွဲကန်းအခြေအနေများကိုပြသ၍ကျွန်ုပ်၏စံတက်ချက်မှာပျက်စီးသွားကြောင်းပြောခဲ့ပါတယ်။ဦးတိုင်ဆိုမှလည်းအန်တကြိတ်ကြိတ်တောက်တစ်ခေါက်ဖြင့်ရှိယုံမှအပကျွန်ုပ်အားအပြစ်ဆို၍မရတော့ပါပဲ။ဝရုခံကိုမူကျွန်ုပ်သည်အဖြစ်ပြက်များအားမိတို့ကိုမှမပြောဘဲနှုတ်လုံးရန်တင်းကျပ်စွာသတိပေးခဲ့ပါတယ်။တို့ရာ၌လောင်းကောင်ကြီးလွတ်မြောက်သွားပြီးလာပေါင်းများစွာကြာမြင့်သည့်အထိတစုံတရာထူးခြားမှုမရှိတော့သောအခါ၌မူကျွန်ုပ်မှအနေငယ်စိတ်အေးသက်သာရာရရှိခဲ့ပါတယ်။ထိုမှ3နှစ်ခန့်ရှိလေလျင်ကျွန်ုပ်၏သမီးသည်မြမအမျိုးသားတဦးနှင့်နောက်အိမ်တောင်ထူ၍၎င်းအမျိုးသားတောင်ဝင်ကြရာမြို့ကလေးသို့လိုက်ပါသွားလေရာအိမ်၌ကျွန်ုပ်နှင့်မူရုခံတို့နှစ်ဦးသာလျှင်ကြံရစ်ခဲ့ပါတယ်။တို့ဖြစ်ရာကျွန်ုပ်သည်မူရုခံနှင့်အတူနေထိုင်၍စီကူသားချင်းအလုပ်ဖြင့်သာအေးချမ်းစွာနေထိုင်၍တခါတရံသမီးနှင့်တမက်ဖြစ်သူတို့ထံတွားရောက်လဲပဲ၍အရှိတကျရှိလာပါတယ်။ဤတို့ဖြင့်တညတွင်မူကျွန်ုပ်သည်မူရုခံနှင့်အတူကော်ဖီတောက်ကစကားများပြောဆိုလျက်ရှိနေကြစေတစုံတစ်ယောက်သည်နောက်ဖေးခြံစည်းရိုးမှကြော်ဝင်ရောက်လာပါတယ်။ဒေါက်တာမစင်းနာခမတော်တော်ရုပ်မာတဲ့လူကြီးပဲဟုပြောဆိုလာလျင်
ကျွန်ုပ်သည်ထိုလူအားအံ့ဩစွာကြည်လိုက်မိပါတယ်ထိုအခါ၎င်းလူမှာမြင်မာလွန်းသောအယံမောင်းကြီးနှင့်အုတ်ထုပ်အနက်ကြီးတစ်လုံးကိုခန့်ငိုက်ငိုက်ဆောင်းထားကာလောင်းကုတ်အင်ကြီးအနက်ကြီးတစ်ထည်ကိုဝစ်ဆင်ထားပါတယ်၎င်း၏မျက်နှာကိုကကောင်းစွာမြင်တွေ့ရခြင်းမရှိလေရာကျွန်ုပ်မှမင်းမတူလေဘာကိစ္စနဲ့ငါချံဝင်းတဲ့ကျူးကျော်ပြီးဝင်ရောက်လာရတာလေဟူ၍မေးလိုက်တဲ့ကဲ့သို့အနည်းရှိမူရုခံမှလည်းနေရာမှထကာဟဲ့ကောင်မင်းမတူလေဟုခတ်တန်စွာမေးလိုက်ပါတယ်တို့ရ၌ထိုလူမှာမူရုခံအားအလင်းယူဆိုင်ခြင်းမရှိဘဲကျွန်ုပ်ကိုယ်သာလျှင်မျက်လုံးလက်လက်ကြီးများဖြင့်စူးရဲစွာကြည့်နေပါတယ်ကျွန်ုပ်မတူလဲဆိုတာကျုပ်ကိုယ်တောင်ကျုပ်မသိတော့ဘူးဒါပေမဲ့ကျုပ်ကိုခမားဖန်တီးပေးခဲ့တယ်ဆိုတာကိုတော့ကျုပ်ကောင်းကောင်းမှတ်မိတယ်ဒေါက်တာမစင်နာဒီနေ့ကျုပ်ကိုကျုပ်ဘယ်သူလဲဆိုတာမှတ်မိရင်တော့ခမားစီကိုကျုပ်ပြန်လာခဲ့အောင်မယ်အခုတော့ခမားဖန်တီးပေးလိုက်တဲ့ဒုက္ခတွေအတွက်ကျုပ်မသိတဲ့လူသူတွေကြားထဲမှာအဆင်ပြေအောင်နေထိုင်ရအောင်မယ်ကဲကျုပ်သွားပြီဒေါက်တာမစင်နာဟုပြောဆို၍ခြံဝင်းအပြင်ဘက်ပေါင်ရိပ်အတွင်းသို့တိုးဝင်ပြောက်ဝင်သွားပါတယ်ထိုအခါကျွန်ုပ်သည်ထိုလူ၏ပုံပန်းအမှုအရာနှင့်ပြောသွားခဲ့သောစကားများကိုစင်ကြင်မိကများစွာထိတ်လန့်တုန်လှုပ်သွားရပါတယ်ထိုအချိန်ကျွန်ုပ်၏တပည့်ဖြစ်သူမူရုခံမှလည်းကျွန်ုပ်၏မျက်နှာအားပြူးကြောင်စွာကြည့်၍ဆရာဒီလူကဟိုဟု၍ဆိုလိုက်လေရာကျွန်ုပ်မှအစ်စ်ပဲမူရုခံသူဟာငါတို့ဖန်တီးပေးလိုက်တဲ့လူဆိုးကြီးမဟူရာမိုးမောင်ရဲ့အုံတောင်းနဲ့အလီပဲသူအခုငါတို့စီရောက်လာပြီဟူ၍ပြောလိုက်ရပါတယ်ထိုအခါမူရုခံမှလည်းများစွာတုန်လှုပ်သွားသောအမူအရာမျိုးဖြင့်ဒီလိုဆိုကျုပ်တို့ဘယ်လိုလုပ်ကြမလဲဆရာဒီလူဟာကျုပ်တို့ကိုအနည်းငယ်ပေးနိုင်သလားဟုမေးမြန်းလိုက်လေရာဒါကိုတော့ငါလည်းအတိအကျခံမှန်းလို့မရဘူးမူရုခံဒါပေမဲ့သူဟာအခုချိန်မှာတာမန်လူသားတစ်ယောက်မဟုတ်တဲ့လျှက်စီးတတ်နဲ့ဇီဝကံမှဖြစ်စဉ်ပြောင်းလဲပြီးအသက်ဝင်လာတဲ့လူတစ်ယောက်ဆိုတော့တာမန်တနက်နဲ့ပြည့်ဓာတ်နဲ့ခုတ်ယုံလောက်နေတော့တေမဲ့လူတစ်ယောက်မဟုတ်တော့ဘူးဆိုတာကိုတော့ငါကောင်းကောင်းသိတယ်ဟုကျွန်ုပ်ကပြောလိုက်ပါတယ်အမှန်ဖြင့်လည်းလျှက်စီးတတ်ဖြင့်ဇီဝကံမှဖြစ်စဉ်ပြောင်းလဲလာသောတက်ရှိအရာများသည်တာမန်ဇီဝတတ်ဖြင့်အသက်ရှင်နေကြသောတတ္တဝါများကဲ့သို့ဆဲသွေးများဖြင့်ယက်တည်နေကြခြင်းမဟုတ်ဘဲလျှက်စစ်ဓာတ်များဖြင့်သာအသက်ရှင်ယက်တည်နေကြခြင်းဖြစ်ပါတယ်ထို့အတွက်၎င်းတို့တွင်တဘာဝဇီဝဓာတ်များအတိုင်းအိုခြင်းနာခြင်းတည်ခြင်းများမရှိတော့ဘဲခန္ဓာကိုယ်အတွင်းရှိလျှက်စီးဓာတ်များမကုံဆုံးမပြည့်စည်သ၍ကာလပတ်လုံးအသက်ရှင်ယက်တည်နိုင်မည်ဖြစ်ပါတယ်တို့ဖြစ်ရာကျွန်ုပ်မှာမကြမ်းအပ်မစီရာစမ်းသပ်ဖန်တီးခဲ့သောတဘာဝလွန်ကြောင်းမက်ဖွယ်လူသားတစ်ယောက်အတွက်များစွာနောင်တရမိရပါတယ်၎င်းသည်လူသားကောင်းကျိုးများအတွက်ပြုမှုဆောင်ရွက်ခဲ့သောကိစ္စမရှိတော့လေလူသားတို့အတွက်အကျိုးပြတ်လုပ်ငန်းများကိုလုပ်ကံ၍လမ်းမသို့ရောက်သွားခဲ့သည်ရှိသောတွေးဝင်စရာပင်မရှိတော့ပါကျွန်ုပ်အတွက်မူ၎င်း၏ခန္ဓာကိုယ်အတွင်းမှလျှက်စီးတတ်များမြန်ကုန်ဆုံးပျက်စီးသွားရန်ကိုသာဆူတောင်းမျှော်လင့်ရန်ရှိပါတယ်ကျွန်ုပ်သည်ထိုချိန်မှစ၍မိမိလုပ်ခဲ့သောအပြစ်အတွက်များစွာနောင်တရဖြေမစဲနိုင်အောင်ဖြစ်၍နေစဉ်ပင်ပူပင်ခြောက်ခြားနေကြရပါတယ်ထိုအခါ10နှစ်တီးဟုသောအတိုင်းအတာတစ်ခုအတွင်းကျွန်ုပ်ပူလောင်ခံစားခဲ့ရသောဒုက္ခများကိုကျော်လွန်၍ယခုအချိန်ခံစားနေရသောဒုက္ခများကိုသာဖော်ပြရပြီတော့မည်ကျွန်ုပ်ဖန်တီးခဲ့သောလူဆိုးကြီးမိုးမောင်အုံတောင်းနှင့်တဘာဝလွန်လူသားအလီသည်၎င်း၏နောက်ကြောင်းအဖြစ်ပြက်အကြောင်းအရာများအလုံးကိုမှတ်မိသွားခဲ့ပြီဟုယူဆရပါတယ်ထိုအခါ၎င်း၏အုံတောင်းမှတ်ဉဏ်အလုံးမှာလူဆိုးကြီးမိုးမောင်၏မှတ်ဉဏ်အုံတောင်းများသာလျှင်ဖြစ်ပေရာသူ့အားရုံမာရက်ဆက်စွာလုံခြံတက်ဖြတ်ခဲ့သောကျောင်းနှံဂိုင်းကောင်းဆောင်ဦးတိုင်စိုးနှင့်ကျောင်းနှံဂိုင်းသားများအားရက်ဆက်စွာလက်စားချေတက်ဖြတ်နေပြီဖြစ်ပါတယ်ကျွန်ုပ်သည်နေစဉ်ကြားနေရသောသတင်းစာများထဲမှဂမ်ဘီယဝိညာဉ်လူသက်သမားဟုအမည်ပေးထားသောကျွန်ုပ်ဖန်တီးထားခဲ့သောတဘာဝလွန်လူသားအလီ၏သတင်းများကြောင့်များစွာစိတ်မကောင်းဖြစ်ခြင်းယူကျုံမရဖြစ်ခြင်းများရှိပါတယ်ထိုအခါကျွန်ုပ်၏အပြစ်အတွက်ကျွန်ုပ်မှလည်းကောင်းကောင်းဓာတ်ခတ်ခြင်းကိုခံစားနေရပြီဖြစ်ပါတယ်အဘယ်ကြောင့်ဆိုသောကျွန်ုပ်နှစ်ပေါင်းများစွာခံစားလာခဲ့ရသောစိတ်ဝေဒနာတန်၏နှိမ့်ဆက်မှုကြောင့်ကျွန်ုပ်မှာအိယာထက်တွင်ဘုံဘုံလဲကျနေပြီဖြစ်သောကြောင့်ဖြစ်ပါတယ်ယခုအချိန်၌မူကျွန်ုပ်သည်ကျွန်ုပ်၏အပြစ်အလုံးအားဖော်ပြ၍ဝေချတောင်းပန်သွားရုံမှအပမိတို့မျှတတ်နိုင်ခြင်းမရှိတော့ပါမကြာမီကျွန်ုပ်သည်လူလောကမှအပြီးအပိုင်းကြောခိုင်းထွက်ခွာသွားရတော့မည်ဖြစ်ပါတယ်ကျွန်ုပ်ပြုလုပ်မိခဲ့သောအပြစ်ကြီးကြောင့်လည်းတမန်လွန်တွင်ဘုရားသခင်မှဒဏ်ခတ်မိအပြစ်ဒဏ်ကိုခံယူရအောင်မည်ဖြစ်ပါတယ်မိတို့ပင်ဖြစ်စေကျွန်ုပ်၏ထွက်သက်တစ်ခုမတိုင်မီနောက်ဆုံးအချိန်ထိကျွန်ုပ်ဆူတောင်းသွားသည့်ဆူတောင်းကိုကကျွန်ုပ်မရှိတော့သည့်နောက်ပိုင်းကာလတစ်ခုခုတွင်ပြည့်လေမည်ဟုယုံကြည်မိပါတယ်အပြစ်ရှိလျင်အပြစ်သည်လည်းရှိရမည်မလွဲမုတ်ချပေမဟုတ်ပါလားယခုအချိန်ထိကျွန်ုပ်သည်ထိုဆူတောင်းကိုသာလျင်မပြတ်ဆူတောင်းနေပါတယ်လူသက်သမားခန္ဓာကိုယ်အတွင်းမှလျှက်စီးဓာတ်များ
အမြန်ဆုံးကုံဆုံးပျက်စီးသွားပါစေတည်းဒေါက်တာမစင်နာဇီဝဗေဒနှင့်ခန္ဓာဗေဒပညာရှင်ကျွန်ုပ်တို့သည်ပထန်လူမျိုးမူတို့ခံယူဆောင်ဖွင့်ချလာခဲ့သောဒေါက်တာမစင်နာ၏မှတ်တမ်းဒိုင်ယာရီစာအုပ်ကြီးကိုဖတ်ရှုပြီးနောက်ဖြစ်ပေါ်နေသောအမှုအလုံး၏တရားခံကိုကောင်းစွာသိရှိခဲ့ရပါသည်ထိုအခါဒေါက်တာမစင်နာ၏မှတ်တမ်းပါအကြောင်းအရာအလုံးမှာလွန်စွာမှအံ့ဩတုန်လှုပ်ဖွယ်လဲကောင်းလွန်းလေရာကျွန်ုပ်မှအိုင်ယိုမြတ်နှင့်အားအိုင်စစ်ကိုမြတ်နှင့်ဒီအဖြစ်အပျက်တွေကအမှန်တကယ်ရောဖြစ်နိုင်ပါမလားဗျာဟုပြောဆိုလိုက်လေရာအိုင်ယိုမြတ်နှင့်ကပြော၍အမှန်တကယ်ဟုတ်မဟုတ်ဆိုတာကိုဒီဒိုင်ယာရီထဲမှာပါတဲ့ဒေါက်တာမစင်နာရဲ့လိပ်စာအတိုင်းအိမ်ကိုအရင်ဆုံးသွားကြည့်ကြတာပေါ့ဗျာဟုပြောဆို၍ကျွန်ုပ်တို့သည်မင်္ဂလာတုံဘက်ရှိဒေါက်တာမစင်နာ၏အင်ကြီးစီသို့တွားရောက်ကြည့်ရှုခဲ့ကြပါတယ်ထိုအခါဒိုင်ယာရီမှတ်တမ်းထဲတွင်ရေးသားထားခဲ့သည့်အတိုင်းမြေအောက်ခန်းရှိဓာတ်ခွဲခန်းကြီးကိုသာလျင်မကမီလောင်ပျက်စီးခဲ့သောလျှက်စစ်ကြိုးအကျွေးကြံများကိုပင်တွေ့မြင်ခဲ့ကြရလျာကျွန်ုပ်တို့မှာများစွာအံ့ဩခြင်းများဖြစ်ခဲ့ရပါတယ်ထိုအခါဗမ္မတီဦးအောင်ကြီးမှဒေါက်တာမစင်နာဒိုင်ယာရီမှတ်တမ်းကြီးထဲမှာရေးထားတဲ့ဟာတွေဟာအမှန်ပဲဖြစ်နိုင်တယ်ဗျ။ဟောဒီမှာဒီကရင်ကြီးကလူတယောက်ကိုခွဲစိတ်ခဲ့တဲ့ကရင်ကြီးပဲဖြစ်မယ်ဗျ။ခု၍၎င်းထိပ်ပြောင်ကိုများဦးနှင့်တခေါအောင်ကျော်တို့အဖွဲ့မှလည်းတခွဲခန်းကြီးအတွင်း၌ပစ္စည်းကိရိယာများအားတစ်ခုချင်းအံ့ဩစွာလိုက်လံကြည့်ရှု၍ဖြစ်နိုင်တယ်ဗျ။ဒေါက်တာမစင်နာဟာမဟုတ်မဟတ်အပင်ပန်းခံပြီးတော့ဒီလိုဇလန်းကြီးမျိုးကိုလောက်ကျန်ရေးထားခဲ့မှာတော့မဟုတ်ဘူး။အခုဒီတခွဲခန်းကြီးကတည်ခံနေမှပဲခုပြောကြပြန်ပါလေ။ထို့နောက်တွင်မှကျွန်ုပ်တို့သည်ဒေါက်တာမစင်နာ၏အင်ကြီးအတွင်စေစုံစွာကြည့်ရှုပြီးပြန်ခဲ့ကြသည်ရှိသောအိုင်ယိုမြတ်နှင်းမှစီကရက်လေးလေးကိုဖွာရှိုက်ကလိုက်ပါနေရင်းမှအခြားဟာတွေတော့မသိဘူးဗျဒေါက်တာမစင်နာကတော့အမှန်တကယ်အင်္ဂလန်စေးကောင်စီအဖွဲ့ကအတိမတ်ပြုခဲ့တဲ့ဇီဝဗေဒနှင့်ခန္ဓာဗေဒပညာရှင်ဒေါက်တာပွဲရပေါမောက္ခတူအမှန်ပဲဗျသူ့အခန်းထဲကစာအုပ်တွေနဲ့စာရွက်စာတမ်းတွေအားလုံးကိုကျွန်တော်ဖတ်ကြည့်ခဲ့ပြီးဟုဆိုလိုက်လေရာကျွန်ုပ်မှဒါဆိုအခုတလောပျောက်နေတဲ့ဟိုလူဆိုးကြီးမိုးမောင်ရဲ့ဝိညာဉ်လူသက်သမားဆိုတာသူ့ဒိုင်ယာရီမှတ်တမ်းကြီးထဲမှာပါတဲ့တဘာဝလွန်အလီဆိုတဲ့လူပေါ့ဟုတ်လားဒါဖြင့်အခုဒီလူဘာမှရောက်နေတယ်လဲဟုမေးမြန်းလိုက်ပါတယ်ထိုအခါဗမ္မတီဦးအောင်ကြီးမှဝင်ရောက်၍မဟုတ်မှလွယ်ရောဒေါက်တာမစင်နာဆူတောင်းထားခဲ့တဲ့အတိုင်းသူ့ခန္ဓာကိုယ်ကလျှက်စီးဓာတ်တွေကုန်သွားလို့တေးများသွားပြီလားမသိဘူးဗျဟုပြောလိုက်လေရာကျွန်ုပ်မှလည်းဖြစ်နိုင်တယ်ဗျဒီအတိုင်းသာအမှန်ဖြစ်ခဲ့ရင်တော့နားရေးသွားတာပေါ့ဗျာအိုင်စီကိုမြတ်နှင်းရောဘလို့သဘောရတယ်လဲဟုပြောဆိုကာအိုင်ယိုမြတ်နှင်းအားမေးမြန်းလိုက်ပြန်ပါတယ်ထိုအခါအိုင်ယိုမြတ်နှင်းကအတိတ်ပဲဖော်ပြရန်ခက်ခဲသောအပြုံးတစ်ခုကိုပြုံး၍ဘာပဲဖြစ်ဖြစ်ကျွန်ုပ်ကတော့နောက်ဆုံးအနေနဲ့တွားကြည့်စရာနေရာတစ်ခုရှိသေးတယ်အဲ့ဒါပြီးရင်တော့အသေးချာဆုံးအဖြစ်တစ်ခုကိုပြောနိုင်ကောင်းပါရဲ့ဒါပေမဲ့ပြောတာပြောရပါတယ်ဒေါက်တာမစင်နာရဲ့ဝန်ခံချက်တွေနဲ့သူ့တပည့်ဝူရုခန်တို့ပြောပြချက်တွေဟာအတော့ကိုခိုင်မာပြီးတက်တည်အထောက်အထားတွေနဲ့ပြည့်စုံနေတာဆိုတော့ကျွန်တော်ထင်ပါတယ်အခုအမှုရဲ့တရားခံကိုတော့ကျွန်တော်ဒီမကဘူးတရားမင်းဆင်းလာပြီးထုတ်ဖော်ပေးတောင်ဒီလူမျိုးကိုလက်ထိတ်ခတ်နိုင်ဖို့တော့မလဲလောက်တော့ဘူးဆိုတာပါပဲခုပြောဆိုလိုက်လေရာဗမ္မတီဦးအောင်ကြီးကတဟာဟာရေမော၍ဒီလိုဆိုတော့လေအိုင်ယိုမြတ်နှင်းရဲ့ရာဇဝင်မှာတရားခံကိုလက်ထိတ်မခတ်နိုင်တဲ့အမှုတစ်ခုဆိုပြီးကျုပ်တို့အနေနဲ့မှတ်သားထားရတာပေါ့ဗျာဒါပေါ့ဗျာမလွဲတော့ရှိနေမတည်တော့စေးသမားဆိုတာမရှိဘူးဆိုတာကျုပ်တို့လူအိုင်ယိုမြတ်နှင်းလဲတခါတလေတော့ဒီလိုတဘာဝတရားနဲ့အညီလေးရှိရမှာပေါ့လို့မဟုတ်ရင်ရှေးလူကြီးတွေစကားကိုဖျက်တယ်လို့ရှိနေမှာပေါ့ဗျာမဟုတ်ဘူးလားကိုမြတ်နှင်းဟုပြောဆိုလိုက်ပါတယ်ပြီးမှတစုံတစ်ခုကိုတတိယသွားဟန်မှုဖြင့်ဩဒါနဲ့ခမရခုနကသွားစရာရှိသေးတယ်ဆိုတာဘယ်ကိုလဲဗျဟုမေးမြန်းလိုက်လေရာအိုင်ယိုမြတ်နှင်းကပြော၍မဟူရာမိုးမောင်ကြံခဲ့တဲ့သူ့ညမနန်းဤဝေဆိုတဲ့မိမစီကိုပါဟုပြောဆို၍ဗဇက်အတွင်မှစီကရက်ငွေများကိုဖြင်းညင်းစွာပုတ်ထုတ်လိုက်လေတော့တည်းပြီးပါပြီမင်းမြတ်ရာစ